Gai Daya Ayong Pyuja Milya Dene Dadana Nit Natawaya Mazashiko Koza Dekir Tatangtoya Konase Chokune Wazula Santa Seli Karen Tatang Seli Kune Julara Saye Ya Tabrine Yacha Che Yangon Dang Data Jim Yangon Yonadari Lamba Tadanayu Yitana Sabudiri Paymandoji Atwanai Kavan Yipide Tilipian Chiraga Yu Ang Tango Mutavilo Tasmi Mitazuruga Sangara Chanimaka Pawalava Piang Tua Kualan Kavida Jidushan Taika Maji Token Kenji Yizuye Kamudea Chuza Tulo Ato Nijade Kama Amaya Boya Pipian Damatana Dama Les Sama Pipian Hoja Ato Koha Asti Lu Ane Teyaro Koha Asti Lu Ane Asti Atu Yalo Quera Teya Paka Koivilo Pura Biovale Loga Vegaro Tuan Nene Tubo Tima Piode Estito Arturo Sra Teya Paka Piode Sagava Ayam Koha Asti Lu Ane Koha Asti Haluya Nipe Loka Dhamma Natana Kweya Astitwe Loka Bay Dhamma Bayalo Astiku Kwe Pyolo Yavare Loka Aya Anima Loka Aya Astima Pyanga Twada Chi Loka Vega Pyode Astikara Pyang Dwada Pare Tushine Damia Astilo Pura Leveta Ondo Chintano Dokwe Pesti Dwada Pare Pesi Jarode Swimio Estipa Lopioya Beme Chendano Dokwe Pesti Loletwada Te Poatandiama Poari Cha Tware Kama Swimio Ganita Zimpe Yapale Tazingane Yandupe Yapale Alule Pyongdwara Pare Loka Pega Pure Estikaro Kala Apayan Chaline Pomka Chakline Pomka Mulini Purava Loka Aya Astima Pyonga Twade Chi Pyongdwara Teatuta Chide Lunga Teone Luji Luang, Lutia Luji Tiao to Lama Ki inside Dweja. Tiana Jata Lungatioga Ki inside Dweja Luji Tiao to a stop, no set. Abba, Chanoko Bambi O Mama Lugia Lunga was saying, Hopa Tilung Matakama Lemon and Buba. Parumyanga la no sate vale. Aba, chano pami bama. Patan dia rungale. Aba chano apito ge budele. Chano atabo. Erunga aba. Luri di mesti. Tahu akom non pike de. Aku bawa chadwa role be. Swimyo be pia ma be solo. Elo tato ke pude. Chano Paga, Simhanali Melo Tamare Sai Genealogia Pira Pioba Mea Petule, Paluginale, Pakisale Abaya Tato Budele
ငွေတသိန်းလောက်လိုချင်တယ်ဖာယာတာဘာတော်စင်တော့လူရင်းသေးတယ်မရှိအကုန်လုံးပေးခဲ့တာဆိုတော့ခုလဲရွှေစင်မျိုးစင်မကင်းသေးတာဖြစ်လို့ပေးနိုင်မှာပါပတ်စံတသိန်းချင်းနေသမ်းပါဆိုတော့ဟောလူကြီးကဟဲ့ကလေးပါရီရှောင်းရှောင်းပြောနေတာလေဘာတန်တရားတော့တော်တာတော့တော်ခဲမှာပေါ့ကွာအခုတော့မင်းနဲ့ငါနေရဘာမှမဆိုင်တော့ဘူးပဲကဲသွားကိုလန်းကိုလာသွားငါလည်းငါဆက်သွားမယ်ဒါတွေလျှောက်ပြီးပြောမနေနဲ့ဟုတ်တယ်တော်တော့တော်ခဲ့ကြမှာပေါ့ဗျာအဲ့လိုစသည်နဲ့လောကမှာပြောတဲ့အစစ်ဆိုတာမျိုးကအကျဉ်းလောင်းသွားလို့ရှိရင်အစစ်ကနေပြောင်းလဲသွားရပါတယ်ဒါမျိုးကိုပြောတာပါလောကအရာအစစ်မှာပြောင်းသွားတဲ့ခြေတရားအရာအစစ်မှာပြောင်းမသွားမြေခိုင်ပေတရားအရာကပြောတဲ့အစစ်ဆိုတာဟောဒါနအစစ်ဘယ်တော့မှပြောင်းလဲမသွားတော့ပါဘူးသီလအစစ်ဘယ်တော့မှပြောင်းလဲမသွားတော့ပါဘူးမေဖို့နိဗ္ဗာန်ရောက်တည်အထိဒါနပဲဆွေမျိုးဟာဆွေမျိုးပဲသီလဟာသီလပဲဆွေမျိုးဟာဆွေမျိုးပဲစင်ကမသွားတော့သမာဓိဟာသမာဓိပဲဝိပဿနာဟာဝိပဿနာပဲတရဏဂုံဆိုလဲတရဏဂုံပဲဒီတိုင်းပဲပြောင်းလဲမရှိတော့အစစ်ဟာအစစ်ပဲအတုပဲကိုဘာမှပြောင်းလဲမသွားတော့အချင်းစီးပြီးဆိုတော့ပြည့်စည်တော့လည်းမသွားဘူးမေဖို့နိဗ္ဗာန်အထိဥတည်ထားတဲ့ကောင်းမှုဟာမေဖို့နိဗ္ဗာန်မရောက်မချင်းဟာအကျိုးပေးလို့ဘလောက်ပဲအကျိုးပေးကုန်လည်းမကုန်ဘူးရော်လည်းမရော်ဘူးအပြောင်းလဲလည်းမရှိဘူးအဲ့လောက်ခိုင်မာတော့ပြောတာပါဗျကုသိုလ်ဆိုတဲ့တရားအရာကအစစ်ကတော့အပြောင်းလဲမရှိပါဘူးအမတန်ခိုင်မာပါတယ်တရားအရာအစစ်မှာပြောင်းမသွားမြေခိုင်ပေဒါဖြစ်ရင်အတုနဲ့အစစ်ခွဲကြည့်ပေါ့ဆိုတာကနိုင်ကောင်းတာရိုက်မခိုင်ရလက်အတုတွေဒါတရားဘက်ကကြည့်မယ်ဆိုရင်လောကထဲတွေ့ပါလိမ့်မယ်ဆိုတာကနိုင်ကောင်းတာရိုက်ဟောဒုက္ခတို့ကိလေသာတို့အကုသိုလ်တို့အဆိုးကနိုင်နေဆိုရင်ကောင်းတာကရိုက်ပြီးတော့လဲသွားမယ်ဆိုရင်မခိုင်ဘူးဆိုရင်အဲ့ဒီရလတ်တွေဟာအတုတွေပဲလောကအနေနဲ့ဒါဟာအစစ်ပါလို့သူအကန့်အသတ်သူအပိုင်းခြားနဲ့ပြောနိုင်ပေမဲ့တရားဘက်ကတော့ဖြင့်ကိုယ့်ရဲ့အစစ်အမှန်ဖြစ်တဲ့ကောင်းမှုကုသိုလ်ပဲပေါ်အောင်မဖော်ထုတ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီရလတ်မျိုးဟာအတုရလတ်တွေပါဆိုတာကနိုင်ကောင်းတာရိုက်မခိုင်ရလက်အတုတွေဒုက္ခကိလေသာအကုသိုလ်အဆိုးတွေကနိုင်တယ်အကွေရမယ်အကောင်းကြီးရိုင်းလဲသွားတယ်ခိုင်ခံ့မှုလည်းမရှိဘူးဆိုအဲ့ဒီရလတ်မျိုးဟာအတုတွေဆိုတာကိုနိုင်ကောင်းတာပိုင်ကြံခိုင်ရလက်အစစ်တွေဆိုတာကိုနိုင်တယ်ဒုက္ခအပေါ်မှာလွန်မို့နိုင်တယ်ကိလေသာအပေါ်မှာလွန်မို့နိုင်တယ်အနိုင်ယူနိုင်တယ်အကုသိုလ်တွေအပေါ်မှာအနိုင်ယူလွန်မို့နိုင်တယ်အကောင်းတွေကိုအပိုင်ရတယ်လွန်မြောက်ခြင်းချမ်းသာမှုအပိုင်တွေရနိုင်တယ်လွန်မြောက်ခြင်းချမ်းသာမှုရချောင်းဖြစ်တဲ့ကောင်းမှုအပိုင်တွေကိုရတယ်ဆိုရင်ဒါအစစ်ပဲဒါလူဘဝမှာရလက်အစစ်ပဲဆိုတာကိုနိုင်ကောင်းတာပိုင်ကြံ့ခိုင်ရလက်အစစ်တွေပြီးတော့ဗုဒ္ဓမြတ်စွာသာသနာလမ်းမှာအစစ်ပဲမိမိတို့မှာအစစ်ရဲ့အတူရလို့ရေးရေးကြီးပြောရတာပေါ့ကိုမှအစစ်ကဗုဒ္ဓသာသနာအစစ်ကရှိတာဟုတ်ဗျာအဲ့ဒီသာသနာရှိတဲ့နေရာကိုရောက်ရှိနေကြတာတရားကယူအောင်တောင်းလို့ပိသားစုတွေရောအရုံတော်ပိသားပေါင်းသူတော်ကောင်းတွေရောဗုဒ္ဓသာသနာရေခံမြေခံအလွန်ကောင်းတဲ့နေရာဘယ်ဟာလေးပဲကောက်ကံလိုက်ဟောတာဟာကုသိုလ်ထုတ်ပဲလို့အတ္တပြောလို့ဖြစ်နိုင်တဲ့နေရာကိုရောက်ရှိနေကြတာပါ
ပိုက်ဆံထုတ်ကလေးပိုက်ဆံလေးကောက်ကံလိုက်တော့ဟောဒီပိုက်ဆံကကုသိုလ်ထုတ်ပဲဒါနသီလဘာဝနာထုတ်ပဲပြောလို့ရတယ်ရကလေးလေးကောက်ချီလိုက်တယ်အော်ဟောဒီကလေးလေးဟာဟောဒီသားလေးဟာဟောဒီသမီးလေးဟာဒါနထုတ်ကလေးပဲသီလသမာဓိဝိပဿနာထုတ်ကလေးပဲရတယ်ပြောလို့ရတယ်ရဘယ်ရမစို့ဒါကုသိုလ်ထုတ်ပဲလို့အတတ်ပြောလို့ဖြစ်နိုင်တယ်ဗုဒ္ဓသာသနာရေခံမြေခံအလွန်ကောင်းတဲ့နေရာရောက်နေတာအဲ့ဒီသာသနာကလမ်းအစစ်ပါမေပေါက်ဖို့ပေါက်နိဗ္ဗာန်ရောက်တည်အထိလမ်းဆုံးရောက်တည်အထိပွင့်တဲ့လမ်းကောင်းလမ်းမှန်ကြီးလောကထဲမှာဘာနဲ့မှစားထုတ်လို့မရတကယ်အကောင်းဆုံးလမ်းကြီးပဲအဲ့ဒီလမ်းကိုပရိသတ်ပေါင်းစုတော်ကောင်းတွေအားလုံးတွေ့ဆုံနေကြပါလေဗုဒ္ဓမြတ်စွာသာသနာလမ်းမှာအစစ်ပေဗုဒ္ဓဓမ္မသံဃာသုံးဖြာယရဏမိယာအစစ်တွေဗုဒ္ဓသာသနာအစစ်အမှန်ကရှိနေတော့ယရဏသုံးပါးအစစ်အမှန်ကလည်းအချင်းမရွတ်တွေ့နိုင်တယ်ဗျာရချင်းတောင်းဖို့လည်းမလိုဘူးရတန်းစီဆောင်ဖို့လည်းမလိုဘူးရအချင်းမရွေးနေရာမရွေးအခါမရွေးတွေ့ဆောင်ခွင့်ရှိပါတယ်အဲ့ဒီယရဏသုံးပါးကမိယာအစစ်ယရဏသုံးပါးဓာတ်ကောင်းနေကုယူလို့ရတယ်ကောင်းပြီဆိုတတ်တယ်ကောင်းလို့ကုယူလို့ရတယ်ကုသိုလ်တတ်တယ်ဉာဏ်တတ်တယ်တကောတတ်တယ်အရှင်ဩဝါဒတတ်တယ်ကံတတ်တယ်အကုန်လုံးပေါ့ဓာတ်ကောင်းနေကုယူလို့ရတဲ့ကြောင့်မိယာအဲ့ဒီယရဏသုံးပါးကဒီလောကလုံးမှာအကောင်းဆုံးအမြတ်ဆုံးဘာနဲ့မှစားထုတ်လို့မရဒီလိုမိယာမျိုးကိုပြိဿပေါင်းသူတော်ကောင်းတွေတွေ့နေကြပါလေဗုဒ္ဓဓမ္မသံဃာသုံးဖြာယရဏမိယာအစစ်တွေအဲ့ဒီမိယာအစစ်လည်းတွေ့ဆုံနေတဲ့အတွက်ဘာမဆိုအစစ်ကိုရအောင်ယူနိုင်ခွင့်ရနေကြပါလေစံတော်ဝါလို့ဆရာမလို့သာသနာလမ်းမှာလမ်းညွန်ကောင်းကရှိပြီးသားယရဏသုံးပါးလမ်းညွန်ကောင်းမိယာကောင်းကရှိပြီးသားဗုဒ္ဓဓမ္မသံဃာသုံးဖြာယရဏမိယာအစစ်တွေအဲ့ဒီအစစ်တွေကိုမိကိုခွင့်ရတဲ့ကြောင့်နေတဲ့လူရဲ့ရလအစစ်အမှန်များကိုလိုတော့ရနိုင်နေဗျာဒီမြေကကုသိုလ်ကိုချွေးချွေးတာတာစုရမယ်မြေမဟုတ်ဘူးဗျာအတိကုသိုလ်ကံကကိုယ်မှနေရာရွေးပြီးပို့လိုက်တာပါကဲအတင်လူသားကရှေးကိုကြီးသွားနေရမှာအထက်ကိုကြီးတက်နေရမှာတဘဝစားဝတ်နေရင်းနဲ့လုံးလေချလဲလိုက်နောက်ပြန်လဲရမယ်အောက်တန်းစားလို့မဟုတ်ဘူးဒါကြောင့်ရှင်နေမျက်မှောက်ခင်မှာရှေးကိုသွားခြင်းနဲ့သွားလို့ဖြစ်နိုင်တဲ့အထက်ကိုတက်ခြင်းနဲ့တက်လို့ဖြစ်နိုင်တဲ့ဗုဒ္ဓသာသနာယရဏအပြည့်အစုံရှိတဲ့မြမမြေမှာလူဖြစ်အဲ့ဒီသွားဆိုပြီးပို့လိုက်တာရသာသနာယရဏရှိတဲ့နေရာဖြစ်ခြင်းကြောင့်ရှေးကိုသွားကြောင်းအပေါ်ကိုတက်နိုင်ကြောင်းဖြစ်တယ်။ကောင်းမှုဆိုတဲ့အဖို့တန်ယရဏရလအစစ်အမှန်တွေကိုနေတိုင်းရအောင်ယူခဲ့ရပါတယ်။ဘာကိုမှအကြောင်းပြနေဖို့မလိုပဲ။ဆိုတော့ရနိုင်တဲ့နေရာမျိုးပါ။ဟုတ်ပါတယ်။သာသနာ့ဘကာလနှစ်ပေါင်း100ဆက်တစ်သက်ထက်ဓမ္မမဟုတ်သာသနာ့နဲ့မတွေ့ရတဲ့လူတစ်ယောက်ရဲ့နှစ်ပေါင်း100ဆိုတဲ့တစ်သက်ထက်သာသနာ့နဲ့တွေ့ရတဲ့လူတစ်ယောက်ရဲ့တရက်ဆိုတဲ့အချိန်ကပိုးပြီးတော့တန်ဖိုးကြီးပါလေဒုက္ခကိလေသာပေါ်မှာဩဇာညောင်းတဲ့အာနာပါဝါကြီးမားတဲ့အချိန်လေးဆိုတော့ပေါ်တော်နာတော့ပါကျွမ်းမြောင်းရေးချမ်းသာကြောင်းကောင်းတဲ့အကောင်းတွေကိုလို့တော့ပေါ်တော်နာတော့ပါသာသနာ့နဲ့မတွေ့ရတဲ့ပုဂ္ဂိုလ်ရဲ့နှစ်ပေါင်း100ဓမ္မမဟုတ်သာသနာ့ဘကာလနှစ်ပေါင်း100ဆိုတာဒုက္ခအောက်မှာကိလေသာအောက်မှာသာနေရမှာဖြစ်လို့ဒုက္ခခံတမျှဆင်းရဲနေရမယ်ကိလေသာခံတမျှပူလောင်နေရမယ်ဒါကြောင့်ကျွမ်းသက်တမ်းသာဖြစ်ပါတယ်တဲ့ဒုက္ခခိုင်းတာအကုန်ကောင်းကောင်းခံနေရတယ်ကိလေသာခိုင်းတာအကုန်ကောင်းကောင်းခံနေရတယ်
ကျွမ်းတဲ့မြတ်တာဖြစ်ပါတံဘောမှမရှိပါဘူးသာသနာနဲ့တွေ့ရတဲ့လူတယောက်ရဲ့တရက်ဆိုတဲ့အချိန်ကဒုက္ခအပေါ်မှာဩဇာညောင်းကိလေသာပေါ်မှာဩဇာညောင်းတဲ့ဓမ္မဆွမ်းအားများကိုလိုတော့ဖော်ထုတ်ရယူနိုင်တာဖြစ်တဲ့ကြောင့်သခင်အတ္တလို့ခေါ်ပါတယ်ဒုက္ခအပေါ်ဩဇာညောင်းတဲ့ကိလေသာအပေါ်ဩဇာညောင်းတဲ့ကောင်းမှုတွေကိုတိတိကျကျကြာနာနာတိတိကျကျပြည့်ပြည့်ဝဝလုပ်ပြတဲ့ကြောင့်ဒုက္ခနောက်ဆုတ်ပါလျှော့ပေးကိလေသာနောက်ဆုတ်ပါလျှော့ပေးပါအဲ့ဒီအာနာပါဝါမျိုးကကုသိုလ်မှာသာရှိတာလေကုသိုလ်မှာရှိရင်ကုသိုလ်ရှိတဲ့လူမှလည်းပဲဒီအာနာပါဝါသုံးနိုင်တာပဲလေကုသိုလ်ရာဆိုရင်တော့ဒုက္ခတို့ကိလေသာတို့လည်းတဲကြောက်တယ်ဆိုပါလားဗျကျွန်တော်တို့လျှော့ပေးပါမယ်ခင်ဗျာနောက်ဆုတ်ပေးပါမယ်ခင်ဗျာနောက်ပြီးဆိုလွတ်လပ်ရေးပေးပါမယ်ခင်ဗျာမဲ့ဖို့ဆိုတာကိလေသာလွတ်လပ်ရေးနိဗ္ဗာန်ဆိုတာဒုက္ခလွတ်လပ်ရေးဗျကာမဂုဏ်တို့အရှင်ကြီးမားမယ်ဆိုရင်ဒုက္ခကိလေသာပေါ်မှာဩဇာညောင်းတယ်ဒုက္ခကိုကိုယ်ကပြန်ခိုင်းနိုင်တယ်ဒုက္ခညာအောင်မှာဝိပဿနာအရှုခံအာယုံပြည့်ပြည့်နေပါကိလေသာတရားဆောင်အားအရာအရှုခံအနေနဲ့နေပါကုသိုလ်လုံးနေတဲ့ကာမမင်းတို့ဝိပယ်ပေးပါစသည်ဖြင့်အမိန်ပေးနိုင်တဲ့ကြောင့်အာနာပါဝါတောင်းနိုင်တဲ့ကြောင့်သူတို့ရဲ့အရှင်သခင်ဖြစ်နေတယ်ဒါကြောင့်တန်ဖိုးကြည့်တာအချင်းပင်ကြာတော့လေဒုက္ခကိုလည်းလျှော့မပေးနိုင်ကိလေသာလည်းလျှော့မပေးနိုင်ဒုက္ခကိလေသာတင်းခံထားတယ်သူတို့ခိုင်းတဲ့မြတ်လုံးနေရဒါကြောင့်ကျွမ်းတဲ့မြတ်တာဖြစ်တဲ့ကြောင့်တန်ဖိုးမများတာပါတန်ဖိုးမကြည့်တာပါသာသနာတွင်တရက်ကအချင်းပင်တူတော်များတော်လည်းပဲဒုက္ခအဖို့ကိလေသာအပေါ်မှာအရှင်ဩဝါကြီးမားတဲ့အတွက်ကြောင့်လို့သူတို့အပေါ်အနာယူနိုင်တဲ့လောက်လွတ်မြောက်ရေးချမ်းသာခြင်းဆိုတဲ့စွမ်းအားကလည်းဧကံရနိုင်တာဖြစ်တဲ့ကြောင့်တန်ဖိုးကြီးတာပါဒါကြောင့်ကောင်းမှုကုသိုလ်တရားကဒုက္ခကိုအနာယူနိုင်တဲ့ကိလေသာအနာယူနိုင်တဲ့အထူးအပြင်ဒုက္ခကိုကြိုးကင်ထားတဲ့ကိလေသာကိုအနာယူနိုင်တယ်အဲဒီကုသိုလ်ဆိုတာကဒါနလရဏသီလကိုဖြည့်သမာဓိမြတ်ဝိပဿနာဤငါးဖြာလူမာရလက်အစစ်တွေကုသိုလ်ရမှာလူဘဝရလက်အစစ်တယ်ဗျာကုသိုလ်မပိုင်ဘာရအတုတွေတယ်ဗျာတရားဘက်ကပြောရင်ကုသိုလ်မပါဘူးဆိုရင်ဘာမဆိုဘာရတယ်ပြောအတုတွေတဲ့ဟုတ်တယ်ဘဝတန်တရားမှာအဲ့လိုအတုတွေနဲ့ပဲအချိန်ကုန်လာခဲ့တာများကြီးပါပဲနောက်ပြန်လဲကြည့်ပါမှမရှိတော့တခါတည်းသူတို့အကြောင်းပြီးတော့အပုံငွေးကြံတယ်အပုံငွေးတွေအကုသိုလ်အပုံငွေးတွေခြံလို့ဒီအပုံငွေးတွေကကြီးမားများပြားတဲ့ဒုက္ခတွေကိုပေးတယ်ပြန်ကြည့်လိုက်ရင်အာကြီးစရာကြီးတယ်ဝန်းနေစရာကြီးတော့ဖြစ်သွားတဲ့တည်းရဲ့ကြာသောအဖာတော့ပြန်ကြည့်လိုက်တော့အတ္တစရာကြီးပါပဲအဲအောင်လူဘဝရဲ့ရလအစစ်တိကောင်းမှုတရားကောင်းမှုကတေဒါနလရဏသရဏကိုတော့သီလကိုဖြည့်၅ပါးသီလ၅ပါးသီလစတော့သီလသမာဓိမြတ်၄သမာဓိမေတ္တာပွားများခြင်းဘုရားကုံတော်ပွားများခြင်းထွက်လေဝင်လေဆုစိုက်ခြင်းစသည်ဖြင့်တတိနိဝရိယတွဲပြီးစိတ်ကိုငြိမ်သက်ငြိမ်ချမ်းအောင်လေ့ကျင့်ပေးတဲ့ကိုယ်ပိုင်စိတ်ကလေးတွေပေါ်လာအောင်ဖော်ထုတ်ပေးနိုင်တဲ့သမာဓိဆောင်အားစိတ်ရဲ့ပင်ကိုထိန်းချုပ်နိုင်မှုအင်အားတွေပေါ်လာအောင်အရှင်အဝါကြီးမားလာအောင်ဖော်ထုတ်ပေးတဲ့သမာဓိအရှင်လေးအင်အားဖြုံးတိမှုကိုထိန်းချုပ်ပေးနိုင်တဲ့သမာဓိအာယုံဖြစ်စည်းမှုဒုက္ခစိတ်ဖြစ်စည်းမှုဒုက္ခအမျိုးမျိုးတွေကိုဖယ်ရှားပေးနိုင်တဲ့အနိုင်ယူပေးနိုင်တဲ့သမာဓိဝိပဿနာကံနာရှိဉာဏ်နဲ့ကြည့်ရှုသုံးသပ်ဆုံးဖြတ်လို့ရတဲ့ဝိပဿနာအဲဒီကောင်းမှုများက
လူရဲ့ရလတ်အစစ်များပါခုနဒုက္ခကိလေသာဒုက္ခကိုကြိုးကင်ထားတဲ့ကိလေသာအကုသိုလ်အဆိုးအလုံးကိုအနိုင်ယူနိုင်တယ်လွန်မိုးနိုင်တယ်နောက်ပြဆုံးလွန်မြောက်သွားဆွမ်းဆောင်ပေးနိုင်တယ်ဟုတ်တယ်လွတ်ချင်ရင်ကုသိုလ်အားနေပဲယုံရတယ်လေကုသိုလ်အားမပါပဲနဲ့ယုံလို့တော့ဘလုံးမှမရဘူးဗျတစံကြည်လေးမှယုံမှာမဟုတ်ဘူးဗျကုသိုလ်အားနဲ့ယုံပေးမှဒုက္ခကတစားတစားယူကျွတ်လွတ်လွတ်တစားတစားကင်မကင်သေးခင်လည်းအနံ့ယူလို့ဒီဒေတာတွေလည်းကန့်ကွာထင်းချုပ်အနံ့ယူလို့လွန်မြောက်သည့်အထိတစားဆောင်းအားပါနှစ်တက်နိုင်မယ်ဒါနလည်းလူရဲ့ရလတ်အစစ်ပဲဒါနကနှစ်ပိုင်းရှိပါတယ်အတွင်းဒါနအပြင်ဒါနလို့နှစ်ပိုင်းရှိပါတယ်တတ္တမေတ္တာပညာဟွန်းထုံးထားတဲ့စေရနာဝအတွင်းဒါနလို့ခေါ်တယ်ပစ္စည်းဝတ္ထုကိုတော့အပြင်ဒါနလို့ခေါ်ပါတယ်အတွင်းဒါနကိုစေရနာဒါနလို့လည်းခေါ်တယ်အပြင်ဒါနကိုဝတ္ထုဒါနလို့လည်းခေါ်ပါတယ်သူတို့နှစ်ခုပေါင်းပြီးမှချိတ်ဆက်မိမှလှပသောခိုင်ကန့်သောအာပိဝါသောဒုက္ခကိလေသာကိုအာပြန်အနာယူစိန်ခေါ်နာလောက်အောင်ဆောင်အားပြုရသောဒါနရဲ့လို့လှလှပပပေါ်လာပါတယ်ပစ္စည်းတစ်မျိုးတည်းနဲ့ဒါနမဖြစ်ပါဘူးအတွင်းဒါနနဲ့ချိတ်ဆက်မိမှဒါနဖြစ်တယ်ဘုရားစကားနဲ့ပြောတော့အတွင်းဒါနနဲ့အပြင်ဒါနကျွိုင်းမိမှပဲလှပတယ်ဒါနအဲ့လိုဒါနပေါ်လာမှပဲဘဝတစ်ပါးပြောင်းသွားတဲ့ကျေးဇူးရှင်ဆွေမျိုးဒါအရောက်လက်ဆောင်ကောင်းအဖြစ်ဖြစ်ပေးနိုင်မှာပါအတွင်းဒါနအပြင်ဒါနနှစ်ခုချိတ်ဆက်ပေးရပါတယ်ကိုယ်ရင်တွေကမိသားစုများကျွေးတဲ့အခါပေးတဲ့အခါမှာအမတ်တမဲ့တတိမပါဘဲနဲ့ပေးမိရင်တန်ရောစဉ်ဆိုတဲ့တရားလောဘစတဲ့တန်ရောစဉ်ဟာကိလေသာပါပဲလောဘစတဲ့တန်ရောစဉ်ရှိရထားပေးလိုက်ရင်တန်ရောစဉ်ဒီဒါနကိုမနိုင်ပါဘူးဒါနကိုပြုတ်ချပေါက်လောက်ပါတယ်ဒါနကိုဖြုတ်ချပြစ်ပါတယ်ဒါနကိုရှုပ်ပွားသွားအောင်လုပ်ပါတယ်တန်ရောစဉ်ဟာဒါနကိုလုံးဝမနိုင်ပါဘူးပေးနိုင်လူနာကတရားတရားစစ်ပါပေးခြင်းလှူခြင်းနဲ့ဆွမ်းအားကမေတ္တာတရားစစ်ပါပေးတဲ့လူတတ်တာကပညာတရားစစ်ပါအဲ့ဒီဆွမ်းအားတွေပါမှအပြင်ဒါနနဲ့ချိတ်ဆက်မိလိုက်မှလှပတင့်တယ်ထေဝခံညာခံခန့်တဲ့လူရဲ့ရလတ်အစစ်ဖြစ်တဲ့ဒါနဖြစ်တဲ့ပြန်ကြည့်လိုက်ရအကြည့်ခံတယ်ကြည်တိုင်းကြည်ကြလဲအမတန်လှပတယ်အကိုးစရာအနေနဲ့ပေါ်ပေါက်ပါတယ်ဒါနလည်းပဲစေရင်မျိုးချတယောက်တည်းမှာပါဝင်ပါပဲတောင်မကြီးတော်စီဆိုတာရှိတယ်သူမှသာသမီးက2ယောက်ရှိတယ်တရားတွေမကြနာထားတော့သူကနှလုံးသွင်းနဲ့တတ်တယ်စကားလည်းတရားစကားပေါင်းအောင်ပြောတတ်တယ်တော်စီသာသမီးဘယ်2ယောက်ရှိလဲအဖျားကတော့2ယောက်ဆိုပါတော့အဖျားကတော့2ယောက်ဆိုပါတော့အရင်ကတော့5ယောက်ရှိပါတယ်အဖျား2ယောက်ကတတ်1ယောက်သမီး1ယောက်ပါအဖျားလို့ပြောရတာကသူကအရင်သွားမလားကိုကအရင်သွားမလားကိုအရင်သွားလဲသူတို့ပြစ်ထားခဲ့ရမှာသူတို့အရင်သွားလဲကိုပြစ်ထားခဲ့ရမှာသူတို့ကရှေ့သွားနေကြမှာသူတို့လည်းကိုပိုင်တာမဟုတ်သူတို့လည်းကိုပိုင်တာမဟုတ်နောက်ပဲဆုံးရှင်ခွဲမကွဲတော့ဒီခွဲကွဲကြမှာသိကြပေါက်ပါသူတို့လိုက်မှာကတဘောပဲလိုက်ကြမှာပါဟောပဲထိသူတို့လိုက်မှာတယောက်မှမပါပါဘူးဒါကြောင့်သူတို့ကဖျားလို့ပြောတာပါအပြပင်ပညာတော်လဲသူတို့ကိုအကြောင်းပြုနေစဉ်အလှလို့ရတော့ဒါနတွေတိုးပါတယ်သူတို့အကြောင်းပြုသီလသမာဓိဝိပဿနာဆွမ်းအားတွေရအောင်ယူနိုင်ပါတယ်ဒါကြောင့်အရင်9ယောက်ကဒါနရဲ့တရဏဂုံရဲ့သီလရဲ့သမာဓိရဲ့ဝိပဿနာရဲ့
အဲ့ဒါကအရင်မှာပေတီတိသူတို့ကမခွဲဘူးလို့ဆိုပါတယ်ကိုယ်ခန္ဓာပင်ပြတ်သွားတော့လေသူတို့ကတော့အပြတ်ထဲမပါဘူးတတ္တိပဲကြံတော့တာမဲ့ဖို့နိဗ္ဗာန်ရောက်တည်အထိသူတို့လိုက်မယ်လို့ဆိုတယ်သစ္စာအရှိဆုံးမခွဲရန်ရှင်းရမယ်တကယ်ဆွေရင်မျိုးကြားစီပါဒါကြောင့်အရင်က9ယောက်ရှိပါတယ်အဲ့လိုသူပြောတတ်တယ်မလဲအရာထလာပြီဆိုဟဲ့လာဟဲ့မောင်ဒါနာမင်းတို့ကငါပေးတောင်ပေးတဲ့တဲမပါဘူးကွဒါကြောင့်နင်တို့ကငါအရင်ချစ်တယ်ဒါနာလာစမ်းပါရဲ့တော်စီလာစမ်းပါရဲ့နင်တို့ကငါအရင်ချစ်တယ်ငါပေးတောင်နင်တို့ကပေးတဲ့တဲမပါဘူးနော်မသေးရဖြစ်တဲ့နိဗ္ဗာန်ရောက်နင်တို့ကပို့မှာမလားကွလာစမ်းပါဟဲ့တရဏဂုံသာသနာနဲ့တွေ့တုံးလေးတရဏဂုံကကိုယ်နှလုံးအိမ်မှာထည့်သွင်းခွင့်ရတာကွမင်းတို့ကငါသေးတော့မသေးဘူးဆိုတော့ဟဲ့ငါသိအရန်ချစ်တယ်အားလဲကိုးတယ်ဟဲ့လာသမားငါးပါးတည်လားတခါတည်း7ပါးတည်လားမင်းတို့ကငါသေးတော့မသေးပဲနဲ့နိဗ္ဗာန်အထိလောက်တောင်းလျှောက်လိုက်မှာဆိုတော့ငါသိအားကိုးလွန်းတယ်မင်းတို့ကငါချစ်လဲအသိချစ်တာကွမင်းတို့မရှိဘဲနဲ့ငါနေမဖြစ်ပါဘူးဟဲ့လာသမားဝဲသမာဓိလာသမားဩကွယ်မောင်ဝိပဿနာသွားအဲ့လိုလေးတွေပြောရတယ်အေယဝန်ကနေရောက်တော့စစ်စစ်တဲ့မောင်ဒါနပါရဲ့နော်ပါတယ်ခင်ဗျပါတယ်ခင်ဗျတူကိုဖြေးနေတယ်လို့ပါပဲအေးဟာအဲ့ပါကွယ်ဒါကြောင့်မင်းကငါသိချစ်တာပို့ဟဲ့မောင်တီလာကောမောင်တရဏဂုံရောကွယ်ပါပါတယ်ခင်ဗျမောင်တီလာကောပါပါတယ်ခင်ဗျမောင်တမာရီပါတယ်ခင်ဗျပါတယ်ခင်ဗျခါတိုင်းတဲ့တမာရီအရှင်ကောင်းပါတယ်ခင်ဗျမောင်ဝိပဿနာကောပါပါတယ်ခင်ဗျပါပါတယ်ခင်ဗျအဲ့ဒါကြောင့်မင်းတို့ကအာကိုတာဟဲ့ချစ်လက်သိချစ်တယ်ကွယ်ပါမှာဒီခန္ဓာကြီးကလည်းအဲ့လိုကုသိုလ်တွေလောတလောက်ထုတ်ယူနိုင်တဲ့ခန္ဓာကြီးဖြစ်နေတယ်ဒါလည်းပဲသာသနာယရနာကြောင့်ပါကွယ်စသည်ဖြင့်တရားစကားလေးနဲ့ကိုဟာကိုတယောက်တည်းနှစ်ယောက်စကားပြောတယ်လို့သူပြောတတ်တယ်ဒါကြောင့်အဖျားဆွေမျိုးက2ယောက်တဲ့အရင်ဆွေမျိုးက5ယောက်တဲ့ဒါကြောင့်ဘုရားပြောတဲ့ကောင်းမှုကုသိုလ်တရားတွေဆွေမျိုးရင်းချအစစ်တွေရသူအတုမပါဘူးရအစစ်ဖြစ်အောင်လည်းလုပ်ရမှာပါဗျာကုသိုလ်လုပ်ဖြစ်တယ်ကုသိုလ်လုပ်နိုင်တယ်ကုသိုလ်လုပ်တတ်တယ်ဆိုတဲ့တတိယဝရိယရဲ့ပညာရဲ့အဲဒီစွမ်းအားများနဲ့ပေါ်ထုတ်ရမှာပါအဲကြောင့်ဒါနကအတွင်းဒါနနဲ့အပြင်ဒါနပါတန်ရောစဉ်နဲ့ပေးကြတဲ့အခါကျတော့ပေးတော့ကောင်းသွားတော့ဘာမှအားကိုးစရာပေါ်မလားဒီတော့အားငယ်သွားတဲ့တတဝဟေသာဝဏီယတတဝဟေမေတ္တာစရိယများတော့ဝါကုဏနေရတာမကမိဘူးဟာကုဏများရတာနဲ့တော်စိုးစိတ်မောစရာကောင်းပါလားအပြင်ဒါနဖြစ်တဲ့ပစ္စည်းတွေမျက်နှာငဲကုန်ရတယ်ဗျာအတွင်းဒါနဓာတ်ကျိုးပြတ်နေတယ်ဗျာအရေးကြီးတာအတွင်းဒါနဓာတ်ကျိုးကအရေးကြီးတာအတွင်းဒါနဓာတ်ကျိုးနဲ့အပြင်ဒါနနဲ့ချိတ်ဆက်မိမှာပဲလှပတဲ့ဒါနကပေါ်မှာဒါကြောင့်တန်ရိုးစဉ်ကိုတတိနဲ့ဝရိယတွေကံခွာထိန်ချုပ်ဖယ်ရှားတန့်စင်ပြလိုက်နိုင်တယ်ဗျတန်ရိုးစဉ်ကိလေသာကိုတတိကဝရိယနဲ့တွဲပြီးတော့ကံခွာထိန်ချုပ်ဖယ်ရှားပြနေတယ်အဲဒီတော့မှအမတိုင်းအင်းမြတ်တန့်စင်တဲ့တတ္တာတို့မေတ္တာတို့ပညာတို့ဖြည့်သွင်းပေးမယ်ဒီတော့မှကောင်းမှုတွေလို့တော့လို့တလို့အကုန်လုံးဖော်ထုတ်နိုင်တယ်ဗျတခါတရဏဂုံလည်းကိုယ့်အတွင်းမှာအစစ်ပဲဖြစ်ရမယ်လေဒါနစစ်ဖို့ကတတ္တာရဲ့မေတ္တာရဲ့ပညာရဲ့သူတို့အတိကပေါ့ဗျာတရဏဂုံစစ်ဖို့ကြတော့တတ္တာရဲ့တတိရဲ့ပညာရဲ့တရဏဂုံစစ်ဖြစ်အောင်တရဏဂုံဆိုတာယရဏ3ပါးကိုအမျက်ဆုံးလို့အကုယဆုံးလို့လက်ခံယုံကြည်သိမြင်တတ်တဲ့တထာပညာဥစည်းတဲ့ကုသိုလ်စိတ်ကိုတရဏဂုံလို့ခေါ်ပါတယ်ကိုယ်အသက်ကိုယ်ခန္ဓာကိုယရဏ3ပါးထံအနံလိုက်တာပါသရတိပညာကောင်းတဲ့အခါကျတော့တရဏဂုံလေးနဲ့ကိုယ်စိတ်အစဉ်ပါ
ရောက်ရှိလာခန္ဓာအစဉ်မှာရောက်ရှိလာတော့ကိုယ်ခန္ဓာကြီးဟာယန္နာသုံးပါးတရင်သုံးတဲ့စံကြောင်းတော်ကြီးလို့ဖြစ်သွားတယ်ဗျာသိက္ခာညာလှပထဲဝါသွားတယ်ဗျာယန္နာသုံးပါးကင်းဝတ်တဲ့စီတီတော်ကြီးလို့ဖြစ်သွားတယ်ဗျာသိက္ခာညာထဲဝါလေးနဲ့သွားတယ်ဗျာသမထအရှင်ဝါကြီးသွားတယ်ဗျာယန္နာသုံးပါးကြီးစုကြောင့်လို့ကိုယ်ခန္ဓာကြီးကြောင့်ထဲဝါသွားတာအဲအောင်အဲ့ဒီသရဏဂုံလည်းနေတဲ့ရအောင်ဖော်ထုတ်ရမှာအစစ်တေတတ္တာတတိပညာအဲ့ဒီဆွမ်းအားနဲ့စောက်တည်မှာသရဏဂုံကစစ်ပါတယ်ဗျသရဏဂုံကစစ်အဲ့ဒီသရဏဂုံကကွယ်လွန်သွားတဲ့အခါမှာတော့ပြတ်သွားတယ်ဗျပြတ်တာကကုသိုလ်ပြတ်တာမဟုတ်ဘူးဗျကုသိုလ်ကပြတ်တဲ့ထဲမပါဘူးဗျယာပိတာကုသိုလ်ကဘယ်လုံးပြတ်လုံးမှမပြတ်တော့ဘူးဗျကိုယ့်အပေါ်မှာလွန်ချုံထားတဲ့ယန္နာသုံးပါးအချိန်အဝါပြတ်ပြတ်သွားတာဒါကိုသရဏဂုံပြတ်ပြတ်ခေါ်တာပါအတ္တမှမရှိတော့ဘူးဆိုတော့ယန္နာသုံးပါးအချိန်ကလည်းပဲရှိတော့မလဲဗျဒါကြောင့်သရဏဂုံတင်ပေးတာအဲ့ဒီသဘောနဲ့တင်ပေးကြသို့တော့ကွယ်လွန်သူသရဏဂုံတင်ပေးတာမသေးကြတော့ပါဘူးဗျသူဘယ်ရောက်မှလည်းမသိတရားတင်ပေးတာတိမတိကလည်းမသေးကြတော့ကိုယ့်ဟာကိုတင်ထားတာအကောင်းဆုံးပဲဗျေယထာကိုဟာကိုသရဏဂုံတင်ထားကိုသရဏဂုံကတော့လေးလေးနည်းနည်းစိတ်ပါလည်းပဲဆောက်တည်တာတခါဆောက်တည်ပြီးလည်းပြီးတော့လာပါသို့တော်လည်းနေတိုင်းတွေ့နေတာတော့အကောင်းဆုံးပေါ့ဗျာအဲဒီသရဏဂုံသူကအရှင်ဟောကြီးမာတယ်ဗျပုထုဇဉ်သာမန်ကိုအရိယာသောတပန်ဖြစ်အောင်အားထုတ်တဲ့အဆင့်မြင့်ပုဂ္ဂိုလ်ထဲရောက်ရှိအောင်မြင့်တင်ပေးတယ်ဗျသရဏဂုံတည်တဲ့ပုဂ္ဂိုလ်လှူမယ်ဆိုရင်အစအပင်ရှိကျိုးပေးတဲ့ဒါနကောင်းမှုဖြစ်ပေါ်တယ်လို့ဆိုပါတယ်သရဏဂုံကြောင့်အရှင်ကြီးသွားတာပါဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်ကဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင်လှလှပပဖြစ်အောင်လဲသရဏဂုံကပဲဆွမ်းဆောင်ပေးတာပါမောင်ရလောင်းလေးကိုချင်းတိလပြုရတဲ့ဝိပဘိုးဘွားဘယင်တရားစာရှိခိုးရတော့ရှိခိုးခံထိုက်တဲ့အရှင်းမြတ်ပုဂ္ဂိုလ်လေးကိုယ်ရင်လေးဖြစ်သွားအောင်မြင့်တင်ပေးလာတဲ့သရဏဂုံပါပဲကောင်းမှုမှန်သမျှအရှင်ဝါကြီးအောင်လုပ်ပေးတာလဲသရဏဂုံပါပဲဂတိမြဲအောင်လုပ်ပေးတာလဲသရဏဂုံပဲဒါကြောင့်အရှင်ကြီးတယ်အဲ့ဒီသရဏဂုံနဲ့အစစ်အမှန်ဖြစ်အောင်နေစဉ်ယူပါသီလ၅ပါးသီလစတဲ့သီလဘာဝတိလလည်းအစစ်အမှန်ပြအောင်တတ္တာပညာဥဆောင်ပြီးတော့မှစိတ်ပါဝင်စားစွာနဲ့လဲလဲနဲ့တန်ဖိုးထားဆောက်တည်ကျင့်သုံးပါအလိုလို့တော့လည်းတိလအားကောင်းမှအလိုအကျိုးကြီးပါလေတရဏဂုံရောပါမှအရှင်ကြီးများပါတယ်သမာဓိမေတ္တာစတဲ့သမာဓိတတိနဲ့ဝရိယတွဲပြီးတော့မှလက်ကျင့်ပေးရတယ်မိမိတဏ္ဍာမှာစိတ်ကလေးဟာကိုယ်စိတ်ဆိုတာတဲ့သူများစိတ်တွေသိများနေပါတယ်ကုသိုလ်တော်မိဒီမှာကိုယ်စိတ်ရှိမှပဲရပါတယ်သူများစိတ်နဲ့လို့တော့ဘာကုသိုလ်မှမရပါဘူးသူများစိတ်ဆိုတာကိလေသာလက်ထဲရောက်နေတဲ့စိတ်ကိုပြောတာပါကိလေသာလက်ထဲရောက်နေကိုယ်စိတ်မရှိပါဘူးသူများစိတ်တွေဖြစ်နေပါတယ်ကိုယ်စိတ်ဖြစ်အောင်စိတ်ရဲ့ပင်ကိုထိန်းချုပ်နိုင်တဲ့အင်အားဒီပေါ်ပေါက်လာတတိနဲ့ဝရိယတွဲလေ့ကျင့်ရတယ်စိတ်ကလေးဟာတတိလွတ်နေရင်သမာဓိကင်းမဲ့နေရင်လှုပ်လဲလှုပ်တယ်ပူလဲပူတယ်ပူရှုံနေတာပဲစိတ်ဟာထိမရသိမရသွားခြင်းရသွားပြေးခြင်းရပြေးအဲ့လိုလည်းနေတယ်အဲ့တော့လှုပ်တဲ့စိတ်ငြိမ်းသွားပူလောင်တဲ့စိတ်ငြိမ်းသွားတတိကျိုးလေးနဲ့စိတ်ကလေးကိုအာယုံခြေတိုင်းမှာခြေပြီးဝရိယဆောင်အားလေးနဲ့တွန်းပြီးတော့ကြိုးစားနေရတဲ့အလုပ်ပဲအဲ့ဒါဆိုရင်စိတ်ရဲ့ပင်ကိုထိန်းချုပ်နိုင်တဲ့အင်အားတွေလည်းပေါ်လာတယ်အချင်းလေးအင်အားဖြုံးထိန်မှုကိုထိန်းချုပ်မှုတွေလည်းကောင်းလာတယ်အချင်းလေးအင်အားဖြုံးထိန်မှုကိုထိန်းချုပ်နိုင်တယ်ဓမ္မဒီကောင်းလာကသမင်းစားရနဲ့ကုသိုလ်တစ်ခါတည်းတွေ့သွားတယ်သမင်းချက်ဟင်းချက်တာနဲ့ကုသိုလ်တစ်ခါတည်းတွေ့သွားတယ်အချင်းမခွဲရတော့လမ်းသွားရတဲ့ကုသိုလ်တစ်ခါတည်းတွေ့သွားတယ်ရုံးအလုံးလုံးတာနဲ့ကုသိုလ်တစ်ခါတည်းတွေ့ပြီးတော့လောက်တတ်တယ်
ဒါဆုဆက်လိုက်အောင်ပဲလေဆုဆက်လိုက်တော့အလိုလဲပြီးလွယ်သေးတယ်တည်တည်ချာချာလဲပြီးတယ်ကုသိုလ်လည်းတစ်ခါတည်းပါဝင်သွားတယ်အဲ့လိုဖြစ်အောင်ဆက်ဆောင်တယ်အာယုံဖြစ်စည်းမှုဒုက္ခစိတ်ဖြစ်စည်းမှုဒုက္ခတွေကိုရှောင်တိန်နိုင်ပါတယ်ဒါအောင်နေရတာဒီဟာပေါ်ပေါ်ပါပါလွတ်လွတ်လပ်လပ်ဆိုတော့နေရာထိုင်ရတာလေတော့ဒါမှကြည်လင်ပေါ်ပါတယ်စိတ်ကကြည်လင်ပေါ်ပါတယ်ရုပ်ကလည်းတအားကျမ်းမာလာတော့တာဗျာစိတ်ဖွင့်ဖြိုးတော့ရုပ်မှာပါဖွင့်ဖြိုးတော့တာဟုတ်တယ်သမာဓိကဘွဲ့စံတရားတွေမှာသူပါတယ်လေသူ့ကိုထူထောင်ပေးတဲ့တတိလည်းဘွဲ့စံတရားပဲဝိရိယလည်းဘွဲ့စံတရားပဲသမာဓိလည်းဘွဲ့စံတရားပဲစိတ်ကိုကျမ်းမာအောင်လုပ်တယ်ရုပ်ကိုကျမ်းမာအောင်ဆန်းဆောင်ပေးပါတယ်အာယုန်နေမများဘူးတတိအစီအစဉ်လေးနဲ့စိတ်ကလေးကိုထားတော့လုံးကျုံစွာထားတတ်ပါတယ်ပြီးတော့ဝိပဿနာခန္ဓာအရှိဉာဏ်နဲ့ကြည့်ချိုသုံးသပ်ဆောင်ပြလို့ရတဲ့ဝိပဿနာဘာမှခင်မြဲတာမရှိပါဘူးလို့တတိဆိုင်ဉာဏ်နဲ့ရှုမှတ်နေရတဲ့ခွဲခြားစိတ်ဖြာပြီးတော့ကြည့်ချိုသုံးသပ်ဆောင်ပြနေရတဲ့အလုပ်ကလေးပါနေ့စဉ်ထင်ရှားတဲ့မှတ်တမ်းလေးကတော့စားတောက်နေတဲ့အလုပ်ကလေးပါလက်စားဝအောင်စားတဲ့ညာနဲ့စားပြန်ရဟုတ်တယ်ဟုတ်တယ်အိဋ္ဌာဟုတ်တယ်မှန်တယ်မှန်တယ်မှန်တယ်ပြောင်းသွားပြီးကုန်သွားကြတယ်ညာနေဝအောင်ပြန်စားမနေ့ကပြန်စားဟုတ်ပြီဟုတ်ပြီဟုတ်ပြီဒါမှတော့လူတိုင်းတွေ့နေတဲ့အလုပ်ပါဗျာအာယုန်နေပါဗျာတိုးတိုးလည်းတတိမထားဘူးဘာမှတည်းအတိမပေါ်ပါဘူးဗျာတတိထားတဲ့ပုဂ္ဂိုလ်တွေတတိနဲ့ဖောကြည့်လိုက်တော့မှဟုတ်တယ်အိဋ္ဌာဟုတ်တယ်ဟုတ်တယ်ပြောင်းလဲနေကြတယ်တိုက်တယ်လဲစားလာတယ်ဟုတ်တယ်ဒုက္ခလည်းဟုတ်တယ်ဝမ်းမေးတွေကနှိစ္စလာတော့တာဒီနေ့မှအားသူတို့နေပါကြမှာစားမယ်ဝမ်းမေးကမဟုတ်ဘူးအခုကြွေးပါနေပါတိမလုပ်ပါနဲ့အခုကြွေးပါဝမ်းမေးကအတင်းရိုက်တောင်းအနတ္တနဲ့ဟုတ်တယ်ကိုယ်စိတ်ကြိုက်ရွှေ့ဝင်မရှိဘူးသူ့နောက်လိုက်ကျွေးနေရတာနဲ့တရားထင်ရှားတဲ့မှတ်တမ်းလေးနဲ့ကြည်တာပါဗျာအမှန်တော့တတိစိုက်ပြီးတော့ယုံနာဖြစ်တဲ့ပေါ့အများအားတပြောင်းနဲ့ပြောင်းပြီးတော့နေကြတာယူဆိုင်ပြီးတော့ကြည့်ရှုသုံးသပ်တာပါအဲ့ဒီငါးခုဟာလူရဲ့ရလအစစ်ပါဒါလေးလိုက်ဆိုကြမယ်လောကဓမ္မနထာနာခွဲရအစစ်တွေလောကအရာအစစ်မှပြောင်းပါသွားတတ်ချေတရားအရာအစစ်မှပြောင်းပါမသွားမြဲခိုင်ပေဆိုတာကနိုင်ကောင်းတာရိုက်မခိုင်ရလက်အတုတွေဆိုတာကိုနိုင်ကောင်းတာပိုင်ကြံ့ခိုင်ရလက်အစစ်တွေဗုဒ္ဓမြတ်စွာသာသနာလမ်းမှာအစစ်ပေဗုဒ္ဓဓမ္မသံဃာသုံးဖြာယရဏမိယာအစစ်တွေဒါနတရဏသီလကိုဖြည့်သမာဓိမြတ်ဝိပဿနာဤငါးဖြာလူမာရလအစစ်တွေလောကဓမ္မနထာနာခွဲရအစစ်တွေလောကအရာအစစ်မှပြောင်းခါသွားတတ်ချေတရားအရာအစစ်မှပြောင်းခါမသွားမြဲခိုင်ပေဆိုတာကနိုင်ကောင်းတာရိုက်မခိုင်ရလက်အတုတွေဆိုတာကိုနိုင်ကောင်းတာပိုင်
ကြံခံရလက်အစစ်တွေဗုဒ္ဓမြတ်စွာသာသနာလမ်းမှာအစစ်ပေဗုဒ္ဓဓမ္မသံဃာသုံးဖြာယရဏမိယာအစစ်တွေဒါနတရဏသီလကိုဖြည့်သမာဓိမြတ်ဝိပဿနာဤငါးဖြာလူမာရလအစစ်တွေဟုတ်တယ်အစစ်ကိုပဲလက်ဆောင်ပေးရမှာအတုတွေကိုလက်ဆောင်ပေးလို့မဖြစ်ဘူးကိုယ်ပိုင်အစစ်ကိုဟာအစစ်အမှန်ဖြစ်တဲ့ကောင်းမှုတွေရအောင်လုပ်ရပါတယ်ကောင်းမှုကလည်းကောင်းမှုမှန်တည်တုံးလေးပဲစုရတာအဆင်ပြေပါတယ်ဗျအခုသာသနာရှိတယ်ယရနာရှိတယ်အကောင်းဆုံးသာသနာယရနာရှိတယ်ရှိပေမဲ့ကံကလည်းမိအောင်လိုက်နိုင်မှာတရားတရားကလည်းမိအောင်လိုက်နိုင်မှာပညာကလည်းမိအောင်လိုက်နိုင်မှာတတိကလည်းမိအောင်လိုက်နိုင်မှာဝိရိယတို့ကလည်းမိအောင်လိုက်နိုင်မှာတွေးနိုင်တော့ပါဗျာအဲ့ဒါလေးကမိအောင်မလဲလို့ကတော့ရှိတာပဲရှိမှာပါကိုယ်နေတော့ဆိုင်မှာမဟုတ်ပါဘူးကိုယ်နေဆိုင်ဖို့ဟာကံလည်းကောင်းခဲ့လို့ပိဿပန္တရာတို့ပညာတို့တတိတို့ဝိရိယတို့အကောင်တရားတွေကိုယ်စီရဖော်ထုတ်မှာအကောင်နဲ့တွေ့နိုင်ရမှာပါအဆိုးဆိုတာဒုက္ခနဲ့ကိလေသာကိုပြောတာပါဒုက္ခများစွာကိလေသာဆိုးတာနိုင်ကအတုတွေအဆိုးကကိုယ့်အပေါ်နိုင်နေတော့ကိုယ်ခန္ဓာတော်အတုလို့ပြောရမှာဖြစ်လာတော့တာဗျလက်ထက်ရှိလာတဲ့အရာလည်းအတုဒီလိုပြောရမှာဖြစ်လာတော့တာဗျလောကဘက်ကအစစ်ပါလို့ပြောချင်ပြောတရားဘက်ကတော့ဒီဒုက္ခနဲ့ဒီကိလေသာသံတရားလုံးကနေနှိစ္စတာခံလာခဲ့ရတယ်ကိုယ်တည်းဒီလည်းသူကနှိစ္စတာခံရတော့ဆိုရင်တော့ကိုယ်ရှိတဲ့အရှိတဲ့ဟာအရှိအတုတွေပဲဖြစ်လိမ့်မယ်ဒုက္ခများစွာကိလေသာဆိုးတာနိုင်ကအတုတွေအကုသိုလ်တာဖြစ်နိုင်ပါအကုသိုလ်တာရနိုင်ပါလူမာရလက်အတုတွေအမြဲတမ်းအကုသိုလ်ဖြစ်နေရမယ်အရှိတယ်ဆိုရင်အဲ့ဒီအရှိအားလုံးအတုတွေပဲဖြစ်မယ်တရားဘက်ကကြီးအတုတွေကြီးပဲသူ့အကြောင်းပြီးတော့အကုသိုလ်ပဲအမြဲဖြစ်နေရတယ်အကုသိုလ်ကြီးပဲတိုးနေရတယ်ဆိုရင်ရှိတယ်များအတုတွေပဲဖြစ်မယ်ကိုယ်ခန္ဓာအကြောင်းပြုအကုသိုလ်တိုးနေရတာကိုယ်ခန္ဓာလဲဟဲမှန်တဲ့ကြည့်လိုက်တော့လူပုံစံပဲဟဲဒါပေမဲ့ကွယ်မင်းကအပတ္တတဝါနဲ့တဲမထူးတော့ပါဘူးဟဲရလကဘာမှလဲလူအနေလည်းမပေါ်ပါလားလို့ပြောစီရပေါ့ဗျာသာသမီရှိတယ်သာသမီအကြောင်းပြုအမြဲတမ်းစိတ်ညစ်နေရတယ်စိတ်ဆင်းရဲရတယ်သာသမီအတူပဲဖြစ်မယ်ရှင်တယ်ဗျသာသမီအတူဖြစ်လာအောင်လဲကိုယ်စိတ်ကလည်းကိုယ်အသိစိတ်ကလည်းအတူစိတ်ဖြစ်ကောင်းဖြစ်မယ်ဗျတတိတို့ပညာတို့အားနည်းတဲ့အတုစိတ်ဖြစ်ကောင်းဖြစ်မယ်ဗျပစ္စည်းတွေရှိတဲ့ပစ္စည်းအကြောင်းတို့အကုသိုလ်များနေရရင်အတုကြီးပဲဖြစ်မယ်ဗျဘယ်အရာမဆိုအကုသိုလ်ကြီးပဲဖြစ်နေရမယ်စိတ်ညစ်နေရမယ်စိတ်ဆင်းရဲနေရမယ်စိတ်ပြည့်စိတ်ပူစိတ်ရှုံးနေရမယ်ဆိုရင်တော့ကိုယ်ရှိတဲ့အရှိတရားအစစ်မဟုတ်နိုင်ပါဘူးအတုတွေပဲဖြစ်မယ်အရှိတွေကိုအတုဖြစ်လာအောင်ပဲကိုယ်အသိစိတ်ကမမြင်ပါတဲ့အတွက်ကြောင့်လို့ကိုယ်အသိစိတ်ကလည်းအတုစိတ်ပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်အကုသိုလ်တာဖြစ်နိုင်ပါလူမရလက်အတုတွေကုသိုလ်မပါကုံယုံတာလူမရလက်အတုတွေကုန်းကုံသွားတယ်ပိုက်ဆံရှာတယ်ပိုက်ဆံကုံတယ်ဘာကုသိုလ်မှလည်းမကြံရဲ့ဟဲ့ပိုက်ဆံအတုတွေဟဲ့ပစ္စည်းကုန်တယ်ပစ္စည်းကုန်တဲ့နောက်ကဘာကုသိုလ်မှမကြံရဲ့ဟဲ့ပစ္စည်းအတုတွေဟဲ့အကူစီရလည်းတခုမှလည်းမကြံခဲ့ပါလားပေါ့အဲ့လိုဖြစ်မှာ
ကုသိုလ်မပါကုံယုံသာလူမရလက်အတုပဲဒါကြောင့်ကိုယ်ခန္ဓာလည်းစဉ်းစားကြည့်ပေါ့တနေ့တာကုသိုလ်မပါဘဲနဲ့ကုံရင်ဟဲ့ငါလူအစင်းမဟုတ်ဘူးဟဲ့ဒီခန္ဓာကြီးကလူအတုဟဲ့လူအတုတရက်ကုန်လုံးမှာအာကိုရမယ်ကုသိုလ်ဒုက္ခကိလေသာအပေါ်ဩဇာညွှန်းတဲ့ကုသိုလ်ရအောင်မလုပ်နိုင်ဘူးဆိုရင်ဒီခန္ဓာကြီးလူအတုပဲကုသိုလ်မပါကုံယုံသာလူမာရလက်အတုတွေကုသိုလ်မပါပဲနဲ့ကုံသွားသမျှတော့ရွှေပဲကုံငွေပဲကုံပစ္စည်းပဲကုံဘာတွေပဲကုံအချင်းတွေပဲကုံအရွယ်တွေပဲကုံပါကုံရှိနေတဲ့အရှိတွေဟာကုံယုံမြတ်တာကုံပြီးတော့ကိုယ့်ကိုဘာကုသိုလ်လေးမှကိုပေးမသွားဘူးဆိုရင်တော့အတုတွေပဲဖြစ်မယ်ဒါကြောင့်ကုသိုလ်မပါကုံယုံသာလူမာရလက်အတုတွေသာဝနေမှုကျမ်းမာမှုကောင်းမှုမပါအတုတွေဟောရသာဝနေကျမ်းမာနေတန်းလုံးနေကြလုံးတော့ဘုဘဲလို့ကုသိုလ်လုံးအောင်လေမအားဘူးသာဝနေရဲ့လုံးလေချလိုက်လိုက်အတုတွေလုံးနေတာပဲဗျာတော့ပဲလို့ကုသိုလ်လုံးအောင်လေမအားဘူးသာဝနေရဲ့လုံးလေချလိုက်လို့ဆိုသူ့အလုံးကအတုတွေတယ်ဗျာစားတယ်ဆိုရင်လည်းလောလောဆယ်လည်းအာပိမအစစ်ဖြစ်မှာပေါ့ဗျာအာပိယာကနေပြီးတော့ကောင်းမှုကုသိုလ်အားအထိမြင့်တက်သွားစမ်းဆောင်တယ်သူစားတာအစစ်တွေစားနေတာဗျာစားမှုကိုအကြောင်းပြုဘာကောင်းမှုမှလည်းပေါ်မလာဘူးကုသိုလ်လည်းမတိုးဘူးလောလောဆယ်လည်းခွန်အားမဖြစ်ဘူးဆိုရင်အတုတွေပဲဖြစ်မယ်လောကမတော်ကားတဲ့စက်စီဓာတ်စီအတုတွေထည့်တဲ့ခါလေရေရောတဲ့အတုတွေထည့်ပြီးမောင်းပြီးလို့ရှိရင်မတော်ကားခဏထိုးရထားပဲနောက်ဆုံးမသွားတော့ဘူးမောင်းမရထိုးရသွားတာလေလူလည်းအဲ့လိုပဲဗျမတည့်တဲ့အစားအသောက်အားလုံးဟာအတုတွေကြီးပဲဗျတရားဖက်ကပြောရင်အတုတွေလျှောက်စားနေကြတယ်မတည့်တဲ့အစားအသောက်တွေကိုယ်နဲ့မလျောက်ပတ်တဲ့အစားအသောက်တွေကိုယောဂနဲ့မတည့်တာတွေလျှောက်စားနေတာအတုတွေလျှောက်စားနေတာလောဘခိုင်းနေလျှောက်စားနေတာမတည့်တာတွေစားတာပြီးတော့မလျောက်ပတ်တာကိုစားတယ်ဟောအရက်သေးစားတွေဗျာဘုရားတုံတန်းစေးတွေဗျာလူအတွက်ခွန်အားလည်းမဖြစ်စေအတိညာလည်းမဖြစ်စေဘာဘောမှမဖြစ်စေကုသိုလ်လည်းအကြီးကျယ်ဆုံးရှုံးရတယ်သီလလည်းပျက်စီးတယ်အရှုံးခံပြီးတော့အဲ့ဒါသုံးတာအဲ့ဒါအတုတွေဗျာစက်စီဓာတ်စီအတုကိုထက်ရေရောထားတဲ့စက်စီဓာတ်စီအတုကိုထက်မောင်းရင်မတော်ကထိုးရသလိုပဲစပ်တော့ပဲအတုဖြစ်တဲ့အရက်သေးစားတွေတောက်လိုက်တယ်ဘုရားထုံတန်းစီတွေမြွေလိုက်တယ်ထိုးရတာပဲဗျာကုသိုလ်အရာလည်းသုံးလို့မရဘူးဒီပြင်လဲလောကကိစ္စလည်းပဲပြီးအောင်ပဲဟာမှမလုံနိုင်ဘူးထိုးရသွားတယ်ဗျာမိုးသွားတယ်ဒီစိတ်တွေပျောက်သွားတယ်အဲ့ဒါမလို့အတုတွေမတည့်တာတွေရှောင်စားတာအတုတွေမလျောက်ပတ်တာတွေစားတာအတုတွေတော့လျောက်ပတ်တာတဲ့တာစားတာပဲထားအောင်တော့ကုသိုလ်ဖက်ကိုဆက်ပြီးတော့မသွားနိုင်ဘူးဆိုရင်အတုတွေကုသိုလ်အညွန့်လေးတွေပဲထွက်မလာဘူးဆိုရင်ဒီစားတော့ပဲစားခြင်းဒီအတုတွေစားနေတာစားတော့ပဲအားလုံးအဝလဲထို့အတူပဲဝတ်တယ်ဆိုလုံတာကခန္ဓာကိုယ်လုံရာကနေပြီးတော့သီလလုံလားလို့သမာဓိလုံလားတော့ပညာလုံလားလို့ဆိုလုံုံတဲ့ထီအောင်ကျေစုပြုမှာအဝဲဟာအစ်ဖြစ်မှာပါလောလောဆယ်မလုံဘူးဖုံရမာတွေဖော်ထားမလုံမကြုံနေဝတ်တယ်ဆိုအဲ့ဒါအဝတ်အတုတွေစောက်ပွားနေကြတာဗျတကယ်ဖုံးထားရမှာကိုမဖုံးနိုင်ဘူးဖော်ထားခြင်းလေဆိုရင်သူဝတ်တဲ့အဝဲဟာအတုပဲဖြစ်မယ်ဝတ်တယ်ဆိုလုံဖို့လို့ဝတ်တာလုံးကိုလုံမှာဖြစ်မယ်လေလုံရကနေပြီးတော့မှဒီလာအလုံးခြုံသမာဓိအားလေးတွေလုံးခြုံဝိပဿနာအသိပညာလုံးခြုံဆောင်းအားတွေပေါ်လာမှာအဲ့ဒါမှအဝတ်အစစ်ကိုဝတ်တာကုသိုလ်တိုးမှအဝတ်အစစ်ကိုဝတ်တာနေရာလဲထို့အတူပဲကုသိုလ်မတိုးဘူးဆိုနေရာအတူတွေကုသိုလ်တိုးတယ်ဆိုနေရာအစစ်တွေ
ကျမ်းမာကြီးလက်ဒီတိုင်ပဲကျမ်းမာမှုကိုအကြောင်းပြုကုသိုလ်မတိုးရင်ကျမ်းမာမှုအတုတယ်ချမ်းသာမှုအကြောင်းပြုကုသိုလ်မတိုးရင်ချမ်းသာမှုအတုတယ်ကျမ်းမာမှုအကြောင်းပြုကုသိုလ်တိုးအောင်လုပ်နိုင်ရင်ကျမ်းမာမှုအစစ်တွေချမ်းသာမှုအကြောင်းပြုကုသိုလ်တိုးအောင်ဆက်ကြိုးစားနိုင်ချမ်းသာမှုအစစ်တွေအဲအောင်စာဝတ်နေမှုကျမ်းမာမှုကောင်းမှုမပါအတုပဲအားတော့ပဲသာသနာရေခံမိခံလွန်ကောင်းတဲ့နေရာရောက်နေတာဟဲ့ရဏသုံးပါးအမိကောင်းကိုငါတို့ကောင်းကောင်းတွေ့နေတာဟဲ့အစစ်နေတော့အချင်းကိုမခံနိုင်ဘူးအတုနေတော့အချင်းကိုမခံနိုင်ဘူးပေါ့လေအတုနေတော့အချင်းကိုမခံနိုင်ဘူးဟဲ့အစစ်တင်နေပဲဘဝဆွမ်းအားတိုးတက်ဖို့ရရှိအောင်ကြိုးစားမယ်အစစ်နေတော့မြင့်တင်ပြမှဖြစ်မယ်အတုနေကြီးအချင်းကိုမခံနိုင်ဘူးအစစ်နေဆွမ်းအားမြင့်မအောင်မြင့်တင်ပြမယ်လို့တတ္တတတိပညာများများထည့်ပေးရမှာပေါ့ဗျာဒါကြောင့်စာဝတ်နေမှုချမ်းသာမှုကောင်းမှုမပါအတုပဲတခါအဲ့ဒါကိုအပြန်အားဖြင့်ဒုက္ခများစွာကိလေသာကိုယ်သာနိုင်ကအစစ်တွေဒုက္ခကိုကိုယ်ကနိုင်မယ်ဆိုရင်ကိလေသာကိုကိုယ်ကနိုင်အောင်ဆန်းဆောင်ပေးနိုင်မယ်ဆိုရင်ကိုယ်လက်ထဲဘာတွေပဲရှိတာအစစ်တွေပဲဖြစ်မယ်အစစ်တွေကြီးပဲဖြစ်လာတယ်တမဲတဲ့တက်ရှိတဲ့အာလုံးပေါ့တခါကုသိုလ်များစွာရမတာလူမရလက်အစစ်တွေကုသိုလ်ရမတာအစစ်တွေပါသာသမီရှိတဲ့သာသမီအကြောင်းပြုကုသိုလ်တွေအများအားတိုးတယ်ဆိုရင်သာသမီအစစ်တွေပဲဖြစ်ပဲဗျသာတိသမီးတွေအိမ်မှာရှိလို့နေတိုင်းမန္တလည်းမဆောက်ရဖိတ်စာလည်းမကမ်းရပဲနဲ့ဒါနပွဲကြီးအနည်းဆုံး2ပွဲလုံးနိုင်တယ်တကယ်ကုသိုလ်တိုးတာသာသနာယရဏကျောပေါ်မှာနေတိုင်းကုသိုလ်တိုးတယ်ဒီကသမารိဝိပဿနာသူ့အကြောင်းကိုအများကြီးတိုးတယ်ဆိုသာသမီအစစ်တွေအိမ်ပေါ်ရောက်နေတာပဲဒါနတာအစစ်နောက်ထပ်ဒါနတာအစစ်နောက်ထပ်တိုးမယ်သီလတာအစစ်နောက်ထပ်တိုးမယ်သမารိတာအစစ်နောက်ထပ်တိုးမယ်ဝိပဿနာတာအစစ်နောက်ထပ်တိုးမယ်သမီးလည်းအဲ့လိုပဲဒါနသမီးအစစ်နောက်ထပ်တိုးမယ်သီလသမီးအစစ်နောက်ထပ်တိုးမယ်သမာဓိဝိပဿနာသမီးအစစ်နောက်ထပ်တိုးမယ်ဆိုရင်အဲ့ဒါအစစ်တွေတဲ့ရဒါကြောင့်အိမ်ထဲမှာမိသားစုအကြောင်းနဲ့နေ့စဉ်ကောင်းမှုတိုးအောင်လုပ်နိုင်ပါပဲကိုယ်မှာအစစ်နဲ့တွေ့မယ်လေဘဝအစစ်မှာကောင်းမှုအစစ်တွေရအောင်ယူနိုင်မယ်လေဗျအစစ်တွေရအောင်ကြိုးစားကြပါကုသိုလ်များစွာရမတာလူမရလက်အစစ်တွေအလို့ရတယ်ဘယ်ရုံးမှာလဲပြောပါဦးလက်ခဘယ်လောက်တော့လက်ခ3 သိန်းဆိုတာပဲပြီးတော့လောက်ခလည်း3 သိန်းမဟုတ်ဘူးလောက်ခဒါပြောတာမဟုတ်ဘူးလူလောက်ခကသီလရနိုင်တဲ့နေရာသီလသမာဓိရနိုင်တဲ့နေရာသမာဓိဝိပဿနာရနိုင်တဲ့နေရာဥပဒါပြောတာဒါတော့ဘယ်ရအောင်လုပ်နိုင်မလဲလောကသိရှုပ်တာမလုပ်နိုင်ဘူးဒါတွေကမဟုတ်သေးပါဘူးသာသနာယရဏနဲ့နေတဲ့လူဟာကုသိုလ်ပြုတ်ထွက်လာအောင်တော့အလုပ်ဟာမရှုပ်သင့်ပါဘူးအမှန်တော့အလုပ်ရှုပ်တာစိတ်ရှုပ်တာပါဗျကိလေသာတွေကြောင့်စိတ်တွေရှုပ်နေတော့ကုသိုလ်ဝင်ပေါက်တွေကိလေသာပိတ်ဆို့ထားလို့လုံရှုပ်တယ်မအားဘူးပြောကြတာပါရလကအဲ့ဒီရလဟာကုသိုလ်တိုးမယ်ဆိုရင်အစစ်ပဲအလုပ်ရတယ်ဒီအလုပ်ကြောင့်သီလနေတိုင်းတိုးတယ်မေတ္တာစတဲ့သမာဓိနေတိုင်းတိုးတယ်တတိဝရိယအတွက်လုံတော်သမာဓိလေးတွေနေတိုင်းတိုးတယ်တိတ္တတာနဲ့သိစရာလေးတွေတတိနဲ့ကြည့်ရှုပြီးတော့ညာလေးနဲ့ပိုင်းဖြတ်သုံးသပ်ပြီးတော့ဥပဒနာတိလေးတွေပါဖော်ထုတ်နိုင်တယ်ဓမ္မအလုပ်ရတာဗျာသူကနေစဉ်ပညာကိစ္စများတရားပါမလူအလုံးလူဓမ္မအလုံးရတယ်ကုသိုလ်ပါမလူအလုံးရတယ်လို့ခေါ်လာတယ်ဗျာကုသိုလ်မပါဘဲနဲ့ပိဿံလောက်တာတော့အဲ့ဒါအလုံးရတယ်လို့မခေါ်ဘူးလေဗျာအစစ်လည်းမဟုတ်သေးဘူးလေဗျာဒါအတုပါသေးတယ်ဗျာကုသိုလ်ပေါင်းမဝင်သေးတဲ့မြတ်ကာလပါလို့ကိုရတဲ့အလုံးဟာအတုထဲမှာပဲပါအောင်မယ်ကုသိုလ်ပါဝင်မှသာအစစ်ဖြစ်မယ်
ကုသိုလ်များစွာရမှသာလူမရလက်အစစ်တွေကုံသွားတိုင်းသာကုသိုလ်ပါလူမရလက်အစစ်တွေကုံသွားတိုင်းကုံသွားတိုင်းကုသိုလ်ကြံခဲ့တယ်ဆိုရင်ကိုရှိတဲ့အရှိတွေအားလုံးဟာအစစ်တွေကြီးပဲဗျကိုယ်ခန္ဓာကြီးတည်းကုံသွားတယ်ဟာဒါနတွေအများကြီးတိုးတယ်ဟိအတရဏဂုံလဲနေတာကြီးမဟုတ်ဘူးဟဲ့သီလသမာဓိဝိပဿနာအများကြီးတိုးတယ်ဩလူအစစ်တာပြောတာကိုငါလူအစစ်ဖြစ်နေပါဘောလားဟဲ့ကိုယ်ခန္ဓာလည်းအစစ်ဖြစ်ရပါတယ်ဗျသားရဲ့အကြောင်းပြုကုသိုလ်တိုးတယ်သမီးရဲ့အကြောင်းပြုကုသိုလ်တိုးတယ်ဟောအစစ်တွေပဲဗျအများကြီးအစစ်တွေရနေကြတယ်ပိုက်ဆံကုန်တဲ့နောက်ကဒါနကြံခဲ့တယ်သီလသမာဓိဝိပဿနာကြံခဲ့တယ်သူပိုက်ဆံအစစ်ရနေတာပဲပစ္စည်းကုန်တဲ့နောက်ကဒါနကြံခဲ့တယ်သီလသမာဓိဝိပဿနာတွေကြံခဲ့တယ်သူပစ္စည်းအစစ်တွေပဲဒါတွေဟာအချင်းကုန်သွားတယ်အချင်းကုန်တဲ့နောက်ကဒါနသီလသမာဓိဝိပဿနာကုသိုလ်တွေကြံခဲ့တယ်အချင်းအစစ်တွေသူရနေတာပဲအဲ့လိုကုသိုလ်ကြံတယ်ဆိုရင်ကုသိုလ်ရတယ်ဆိုရင်အစစ်တွေကြီးပဲရဒုက္ခကိုစိန်ခေါ်နိုင်တယ်ကိလေသာကိုစိန်ခေါ်နိုင်တယ်အဆိုးတွေကိုစိန်ခေါ်နိုင်တယ်အကောင်းတွေရအောင်မြင့်တင်နိုင်စွမ်းရှိလာတယ်။စွမ်းအားတိုးတက်လာတယ်။ကုံသွားတိုင်းသာကုသိုလ်ပါလူမရလက်စစ်တွေဘာပဲကုံပိုက်ဆံကုံရင်ပိုက်ဆံကုံတဲ့နောက်ကကုသိုလ်ကြံရမှာပစ္စည်းကုံရင်ပစ္စည်းကုံတဲ့နောက်ကကုသိုလ်ကြံရမှာနောက်ပြီးတော့အမိုက်ပုံးတဲ့ကိုအမိုက်ပြေးလိုက်ရရင်တောင်မှပစ္စည်းကုန်ပြီပစ္စည်းကုန်တဲ့နောက်ကအမိုက်ဖြစ်သွားပြီဆိုရင်အနိစ္စရှုမယ်ဒုက္ခရှုမယ်အနတ္တရှုမယ်ဝိပဿနာကြံခဲ့တဲ့အမိုက်ဖြစ်သည့်အထိလွတ်လပ်လျောက်တဲ့ပစ္စည်းတွေဟာဘုဒ္ဓံကြီးပဲရယရဏအစိတ်ရှိတယ်လေသာသနာအစိတ်ရှိတယ်လေဒါကြောင့်အမိုက်ဖြစ်သည့်အထိအဘုဒ္ဓံတွေအစိတ်တွေကုသိုလ်အစိတ်တွေယူနိုင်တယ်ရကုံသွားတိုင်းသာကုသိုလ်ပါလူမရလက်အစစ်တွေသာဝနေမှုကျမ်းမာမှုကောင်းမှုပါမအစစ်တွေဟောသာဝနေယကုသိုလ်ပါမတာအစစ်တွေစားတာလည်းကုသိုလ်ပါမအစစ်တွေဝတ်တာလည်းကုသိုလ်ပါမအစစ်တွေနေတာလည်းကုသိုလ်ပါမအစစ်တွေကျမ်းမာတာလည်းကုသိုလ်ပါမအစစ်တွေစာရေးကိုအကြောင်းပြုဒါနသီလသမာဓိဝိပဿနာတိုးရင်သူစာရေးဟာအစစ်ကိုလောက်နေတာဗျမဟာဘူးဆိုတဲ့အကြောင်းပြတယ်မလိုတော့ဘူးဗျတရားအရာကကြည့်ကျင်တဲ့တတိပညာဥဆောင်လိုက်တဲ့အခါမှာမဟာဆိုတာမရှိရတော့ဘူးဗျခုနပြောတဲ့အရှင်လေးအားထုံးလေးမှုကိုထိန်းချုပ်နိုင်တဲ့တတိသမာဓိအားလေးတွေသူမှကြင်ထားတယ်ဗျဒါကြောင့်မလို့အစစ်တွေရင်းစတိုးအောင်စမ်းဆောင်နိုင်တယ်စာရေးအကြောင်းပြုကောင်းမှုတိုးရမယ်ဝိရေးအကြောင်းပြုသီလသမာဓိဝိပဿနာတိုးရမယ်ပြီးတော့ဒါနပါတိုးမယ်နေမှုအကြောင်းပြုသီလသမာဓိဝိပဿနာတိုးမယ်ကျမ်းမာမှုအကြောင်းပြုကျမ်းမာရေးကိုအခြေခံပြီးတော့ဒါနတိုးမယ်တရဏဂုံတိုးမယ်သီလတိုးမယ်သမာဓိတိုးမယ်ဝိပဿနာတိုးမယ်ကောင်းမှုတွေတိုးရမှာကြီးပဲအဲ့လိုကုသိုလ်သာတိုးမယ်ဆိုသာဝနေရေးကျမ်းမာရေးတိတ်တန်ဖို့ရှိတာပေါ့ဗျာဟောဒီသာဝနေရေးကျမ်းမာရေးတွေကြောင့်နိဗ္ဗာန်ရောက်ရပါလို့ဟုတ်ပါပါဠိနဲ့စားနေပါလေပါဠိမှမဟုတ်တဲ့စားနေကြလေစားတာပဲတိုးတော့အတိပညာဥဆောင်တဲ့အတွက်သီလပေါ်အောင်စားတယ်သမာဓိဝိပဿနာပေါ်အောင်စားတယ်ဒိဋ္ဌာသုံးပါးပေါင်းရင်ဒိဋ္ဌာသုံးပါးကနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းဗျာတမင်းစားတာနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းပုံစံနဲ့စားတတ်တယ်သာသနာလမ်းကြောင်းပေါ်မှာစားတတ်တယ်ယန္နာသုံးပါးအရေးအောင်မှာစားတတ်တယ်ဝတ္တာအကြောင်းပြုတယ်ကုသိုလ်ပါအောင်ဝတ္တတ်တယ်နေရဲ့အကြောင်းပြုကုသိုလ်ရပါအောင်နေတတ်တယ်ကျမ်းမာရေးကျမ်းမာကြောင်းစေဝါတွေပြီးပြီးတော့ကုသိုလ်တော်အောင်လုပ်တတ်တယ်ဟောသာသနာဝါဒရှင်ရဟန်းနေတာပဲလေစာရေးကိုအကြောင်းပြုသီလဖြည့်တဲ့သမာဓိဝိပဿနာဖြည့်တဲ့ပြစ္ဆဝခဏဆင်ခြင်မှုကစားပြီးတော့မှသီလသမာဓိဝိပဿနာတိုးအောင်လုပ်တယ်ဝေရေးကိုအကြောင်းပြုဒီအဝတ်တွေလှဖို့ဝတ်တာမဟုတ်ပါဘူးဧက300အချင်းမြတ်ကိုဖြည့်ဖို့လို့ဝတ်နေတာပါအောင်မဲ့သီလအလုပ်သမာဓိအလုပ်ဝိပဿနာအလုပ်ကျေးဇူးပြုသွားတယ်ဗျာ
ဒီနေရာထိုင်ခင်းနေအသုံးပြုနေတာစိန်ခံဖို့မဟုတ်ပါဘူးလုံလုံယုံယုံချမ်းချမ်းမာမာနဲ့သီလသမာဓိဝိပဿနာတွေဖြည့်ဖို့အတွက်ကျင့်ဖို့ကြံဖို့အားထုတ်ဖို့အတွက်ဒီနေရာစီရာတွေအသုံးပြုတာပါနေမှုအကြောင်းပြုကောင်းမှုတို့ဒီစေဝါတွေကိုမြှဝဲတာစိန်ခံဖို့အလှဖို့တတ်တတ်မဟုတ်ပါဘူးယောဂကင်းပြောက်ချမ်းချမ်းမာမာနဲ့သီလတွေဖြည့်ဖို့သမာဓိဝိပဿနာတွေတိုးအောင်ပွားဖို့ပရိယပฏิပတ်လုပ်ငန်းတွေတိုးအောင်ကြိုးစားဖို့အတွက်မိဘသုံးဆောင်တာပါဇာဝနေကျမ်းမှာကျွန်တော်တို့စိန်ခံတဲ့အလုံးမမဟုတ်ပဲနဲ့စိစဉ်ခံတဲ့အလုံးမဟုတ်ပဲနဲ့သိက္ခာဖြည့်တဲ့အလုံးကုသိုလ်ဖြည့်တဲ့အလုံးဒါကြောင့်ဇာဝနေရကိုယ်လောက်ကိုလုပ်တာပဲလေခုနပြောတဲ့နေစဉ်ပြုညာကိစ္စများတရားပါမလူအလုံးကုသိုလ်သာပါလို့ရနေစဉ်အလုံးအစစ်တွေရပြီဗျာလက်ကရလဲသူလက်ကလည်းလက်ကအစစ်တွေပဲဖြစ်မယ်ဗျာတလားဆိုတလားနဲ့တောင်ကုသိုလ်တိုးမှလေအများကြီးတိုးမယ်လေလက်ကအစစ်ကိုရမယ်ဗျသူလက်ကလည်းတလားစီကုံသွားတယ်တရားစီကုံသွားတယ်ဘာကုသိုလ်မှလည်းမရဘူးဆိုရင်လက်ကတော့ရတယ်လက်ကအတုဖြစ်မယ်ဗျဘာကုသိုလ်မှမပေါ်ဘူးအညွန့်တုံးနေတယ်ဆိုရင်ဒါကုသိုလ်အညွန့်တုံးတယ်ဆိုရင်ရလာအတုတွေကြီးပဲဖြစ်မယ်ဗျဒါကြောင့်သာဝနေမှုကျမ်းမာမှုကောင်းမှုပါမအစစ်တွေကောင်းမှုပါမအစစ်တွေဒါကြောင့်အစစ်ရအောင်အခုလုံနေကြတယ်ဗျာအဲ့ဒီအစစ်များကိုပဲတက္ကမကြီးတော်ခင်ခင်ကြီးကလည်းလက်ဆောင်နေပို့ပါဗျဒါကြီးဦးအောင်တောင်းမိသားစုနေလို့ပြိဿပေါင်းသူတော်ကောင်းနေကောင်းမှုတရားကြီးစိတ်ပါလက်ပါကြိုးစားရအစစ်ကိုယူကြတာဗုဒ္ဓသာသနာကပေးထားတဲ့အသိဉာဏ်ကောင်းကောင်းရတာအစစ်အတူကလည်းခွဲရတယ်လေခုနပြောတဲ့အရဲ့တောက်တော့တောက်ချင်တယ်ဒါပေမဲ့အတုဟဲ့လူစိတ်ကိုပျောက်သွားစေတယ်ကုသိုလ်ကိုလုံးဝဆုံးရှုံးနေတာစေတယ်သီလကိုပျက်စီးသွားစေတယ်သေပြီးအပယ်ရောက်မှာကသေချာပေါ့ချက်ပြီးမဲ့တောက်လို့ပဲဖြစ်မလဲပညာပါတယ်လေပညာအစစ်အတူခွဲလိုက်တာပေါ့ကိုနေမတည့်တဲ့အစားတော့ဒါလေးငါကြိုက်တော့ကြိုက်တယ်ဒါပေမဲ့တဲမှမတည့်တာဘာလို့သုံးမလဲကျမကြီးကိုထိခိုက်မယ်ဆိုရင်အလုပ်တွေချိုရင်းကုန်မယ်နစ်နာကုန်မယ်နှောင့်နှေးကုန်မယ်ချက်ပြီးမှငါမသုံးဘူးလေဒါမျိုးလေးပေါ့ဗျာယောဂဝေဒနာနဲ့မလျော့ပါဘူးဆိုလည်းမသုံးဘူးပြီးတော့မှကိုကျင့်သီလကိုပြည့်စည်သွားစေနိုင်တဲ့အရာဆိုလည်းမသုံးဘူးပေါ့ပညာပါတယ်အစစ်အတူခွဲတာပါတယ်ဒါလေးလည်းတစ်ခေါက်လိုက်ဆိုကြမယ်ဒုက္ခများစွာကိလေသာဆိုတာနိုင်ကအတူပဲအကုသိုလ်သာဖြစ်နိုင်ပါလူမာရလအတူတွေကုသိုလ်မပါကုံယုံသာလူမာရလအတူတွေသာဝနေမှုကျမ်းမာမှုကောင်းမှုမပါအတူတွေဒုက္ခများစွာကိလေသာဟူသာနိုင်ကအစစ်တွေကောင်းမှုများစွာယမတာလူမာရလအစစ်တွေကုံသွားတိုင်းသာကုသိုလ်ပါလူမာရလအစစ်တွေသာဝနေမှုကျမ်းမာမှုကောင်းမှုပါမအစစ်တွေဒါကြောင့်နေစဉ်အစစ်ရနိုင်ခွင့်ရတာဆိုတော့အစစ်တွေပဲရအောင်ယူရမယ်ဒါကြောင့်ကိုယ်ဟာအစစ်လူအနေမဖြစ်မနေရပါစေမဖြစ်မနေတဲ့မဖြစ်မနေမရမနေဧကအရယူရမှာဒီလိုဘဝမျိုးမှာအချက်ကိုတက်ကြောင်းရှေ့တိုးကြောင်းကောင်းမှုတွေရတော့မစုဆောင်းနိုင်ဘူးဆိုရင်ဘယ်တော့စုဖြစ်မှာလဲဗျာဘဝမှာစုလို့ဖြစ်တာကုသိုလ်တစ်ခုတည်းရှိတယ်နော်ကုအမြဲတမ်းစုလို့ရတာကုသိုလ်တစ်မျိုးတည်းရှိတယ်ကျန်တာတွေကဘယ်ဟာမှအမြဲစုလို့မရပါဘူးဗျပိုက်ဆံစုတယ်ရှားလဲရလဲကုန်လဲရှားလဲရလဲကုန်လဲရှားလဲရလဲကုန်လဲအဲ့တဲ့ကြီးဗျပစ္စည်းလဲစုလို့မဖြစ်ပါဘူးရှားလဲရလဲကုန်လဲရှားလဲရလဲကုန်လဲ
နောက်ဆုံးကြတော့သူကအရင်ပြစ်သွားမလားကိုကအရင်ပြစ်သွားမလားစုလို့မရပါဘူးဗျဆွေမျိုးလည်းစုလို့မရပါဘူးဗျသူလည်းပဲရှင်ခွက်တိတ်ခွဲကွဲသွားကြမှာပါပဲဗျဘာကိုမှအမြဲစုလို့မရပါဘူးဗျကိုယ်တို့တစ်မျိုးတည်းသာအမြဲစုလို့ရတာတိတ်တိတ်ချာချာအခုစုထားလဲဟောနိဗ္ဗာန်ရောက်ပြီအထိဘယ်တော့မှအကုန်လည်းမရှိအယောလည်းမရှိအကျိုးပေးလို့လည်းမကောင်းရောလည်းမရောနိုင်နဲ့ကိုယ်ကအားလုံးအမခံတာဝန်ယူမဲ့စွမ်းအားကိုရပါရဲ့အဲကြောင့်အမြဲစုလို့ဖြစ်တာကုသိုလ်တစ်မျိုးတည်းရဲ့လို့အသိရှင်းနေတော်လေးမှာမေယသာသနာယရဏကလည်းကောင်းကောင်းရှိနေတော်လေးမှာကျိုးစားအထောက်ချရမှာပေါ့ဗျာဒါကြောင့်ကိုယ်ဟာအစိလူအနစ်မဖြစ်မနေရပါစေဒါပြင်ပါလို့တော့တတိတ္တလုံးလာပါပညာအမြဲတိုးပါစေတတိလည်းတိုးအောင်လို့တတိမြဲမြဲကြိုက်တာတတိကောင်းလာရင်တရားတရားလည်းကောင်းလာလိမ့်မယ်တရားတရားလည်းတိုးအောင်လို့ဝရိယလည်းတို့ချတက်ကြွလာလိမ့်မယ်တတိကောင်းလာရင်ဝရိယလည်းအမြဲတိုးအောင်လို့တတိတို့ဝရိယတို့ကောင်းရင်စိတ်ကြငြိမ်သိငြိမ်ချမ်းလာမယ်ငြိမ်ချမ်းလာရင်ဉာဏ်လည်းပွင့်လာပါလိမ့်မယ်ပညာတွေပေါ်လာပါလိမ့်မယ်ဒီပုရိလမှုကြောင့်လည်းပဲပညာတွေတိုးလာပါလိမ့်မယ်တတိဝရိယသမာဓိကောင်းခြင်းကြောင့်လည်းပဲပညာတွေပေါ်လာပါလိမ့်မယ်တတိတတ္တလုံးလပါပညာတိုးပါပညာအမြဲတိုးပါစေကိုယ်အချိန်မှာကိုယ်ဟာလောကကိုယ်ဟာယမုတ်ချအစစ်တွေအစစ်ဖော်ထုတ်နည်းလေးလေတရားအတူချုပ်လေးရဲ့ကိုယ်အချိန်မှာကိုယ်ဟာလောကကိုယ်ဟာယမုတ်ချအစစ်တွေကိုယ်အချိန်မှာဆိုတာကိုယ်ဟာစစ်စစ်ပြည့်တဲ့ကုသိုလ်ရဖို့ဟာကိုယ်အချိန်လို့တယ်ကိုယ်အချိန်ဘသူဖော်ထုတ်တယ်တတိကဖော်ထုတ်တယ်အချိန်တိုင်းကရိယာတဲ့အချိန်တိုင်းကရိယာတတိကကိုယ်အချိန်ကိုပေါ်အောင်ဖော်ထုတ်တယ်ကိုယ်အချိန်ပေါ်အောင်ဖော်ထုတ်လို့ကိုယ်အချိန်ပေါ်လာတဲ့နဲ့ကိုယ်စိတ်ချင်းချင်းဖြစ်သွားတယ်ကိုယ်အချိန်မှာကိုယ်စိတ်ဖြစ်သွားတယ်ဒီနေ့ကုံလုံးမှာဘာကုသိုလ်မှမရဘူးဆိုရင်စဉ်းစားကြည့်ပေါ့ကိုယ်အချိန်ကိုမရလို့ဖြစ်ပါလေပဲအာဘောဟာလူတွေလည်းရှုံးလို့ပဲညနေတယ်အဲ့ဒါနဲ့ကိုယ်အချိန်မရှိဘူးလေသူများအချိန်နဲ့အချိန်ကုန်နေတာကုသိုလ်ကကိုယ်အချိန်နဲ့မှရမှာသူများအချိန်မှာကုသိုလ်လုပ်လို့မဖြစ်ဘူးကိုယ်အချိန်မှာသာကုသိုလ်လုပ်လို့ရတယ်ကိုယ်အချိန်ဖြစ်အောင်တတိကဖော်ထုတ်ရတယ်ဖန်တီးရတယ်အချိန်တိုင်းကရိယာလို့ခေါ်ပါတယ်ကိုယ်အချိန်ရလာတာနဲ့တပြိုင်နက်စိတ်ကလေးကကိုယ်စိတ်ဖြစ်လာပါလိမ့်မယ်တတိယကိလေသာကိုနိုင်တာကိုကိလေသာနဲ့တော့ကိလေသာလက်ထဲကစိတ်ကလေးကိုကိုယ်လက်ထဲဆွဲယူလိုက်တော့ကိုယ်စိတ်ကလေးဖြစ်သွားတယ်ကိုယ်စိတ်ဖြစ်သွားရင်ကုသိုလ်အားလုံးနဲ့ထိုက်တန်သွားပါတယ်ဒီတော့မှကိုယ်အလုပ်လုပ်မယ်ဝရိယကတရားနဲ့ဝရိယကကိုယ်အလုပ်လုပ်ဖြစ်ပါတယ်ကိုယ်အလုပ်လုပ်တယ်ဆိုတာကိုယ်ဟာပါလို့ပြောတာပါကိုယ်ဟာပါအောင်ပညာကထည့်ပေးပါတယ်ဒါကြောင့်တတိယကိုယ်အချိန်ရအောင်လုပ်တယ်ကိုယ်စိတ်ပေါ်အောင်ဖော်ထုတ်တယ်တရားဝရိယကကိုယ်အလုပ်ပြီးအောင်လုပ်ပေးတယ်ပညာကကိုယ်အလုပ်ထဲမှာကိုယ်ဟာပါအောင်ဖြည့်ပေးတယ်ထည့်ပေးတယ်နေ့စဉ်တရားအလုပ်ကဒါပဲဗျလူကျုပ်ကဒါပဲဘာလို့ကုသိုလ်မရတာလဲကိုယ်အချိန်ကိုမရလို့ဖြစ်နေမယ်ကိုယ်အချိန်မရတော့ကိုယ်စိတ်ကြီးလည်းပျောက်နေတာဖြစ်နေသူများစိတ်ငြိမ်းကြီးလောက်နေတာဖြစ်နေဒါဆိုသူတို့တဲ့အလုပ်ကလည်းကိုယ်အလုပ်မဖြစ်နိုင်တော့ပါကိုယ်စိတ်မှမရှိတော့ပါနဲ့သူများစိတ်ကြီးဖြစ်နေတယ်ကိုယ်လုံးမှမဟုတ်လုံးနိုင်ရင်ကိုယ်ဟာလည်းရမှာမဟုတ်တော့ပါဘူးဒါကြောင့်တရက်ကုံသွားရဲ့အရှင်သာကုံသွားတယ်ကိုယ်ဟာကအာကိုးစရာမပေါ်တာပဲဖြစ်နေတတ်တယ်ဒါကြောင့်ကိုယ်အချိန်မှာကိုယ်ဟာလောကကိုယ်ဟာယမုတ်ချအစစ်တွေကိုယ်အချိန်မှာကိုယ်အချိန်ရအောင်တတိကဖော်ထုတ်တယ်တတိကတရားအရာပြရင်မယ်တတိကပဲကိုယ်စိတ်ကလေးတွေပေါ်အောင်ဖော်ထုတ်တဲ့ကိလေသာတွေပေးဖယ်ကံခွာတင်းချော်ပြီးတော့ကိလေသာလက်ထဲကစိတ်ကလေးကိုဆွဲယူကုသိုလ်ကောင်းမှုအားလုံးနဲ့တန်တဲ့ကိုယ်စိတ်ဖြစ်အောင်ဖော်ထုတ်တယ်ကိုယ်စိတ်ဖြစ်လာတော့မှကိုယ်အလုပ်လုံနာအောင်တရားနဲ့ဝရိယကဆွမ်းဆောင်ပေးတယ်ကိုယ်အလုပ်ဖြစ်အောင်
ဓမင်းစားတာသီလသမာဓိဥပဒနာပေါ်အောင်စားတဲ့ဓမင်းချက်ဟန်ချက်တဲ့ဒါနသီလဘာဝနာအဆုံးရအောင်ချက်ပြုတ်တဲ့အဲ့ရှင်မကလေးထိန်းတဲ့ဒါနသီလဘာဝနာအဆုံးလုံးရအကုန်လုံးအဆုံးရအောင်ထိန်းတဲ့ရုံအလုံးလုံးတဲ့သီလသမာဓိဥပဒနာပေါဝင်အောင်လုပ်တတ်တယ်ကိုယ်လို့ဖြစ်သွားတယ်ကိုယ်အချင်းလဲဖြစ်ပြီးကိုယ်စိတ်လဲပေါ်ပြီးဆိုတော့ဘာလို့ကိုယ်လုံးကြီးပဲဗျကိုယ်အချင်းလဲမဟုတ်ဘူးကိုယ်စိတ်လဲပြောင်းနေတယ်ဘာလို့ကိုယ်လုံးမဟုတ်ဘူးဗျသူများအလုပ်တွေကြီးလုပ်နေရတယ်ဗျသူများအလုပ်ဆိုကိုယ်ပဲအာမခံပါလေဗျပညာကိုယ်အလုပ်တယ်ကိုယ်လုံးထမှာကိုယ်ဟာပါဖြည့်ပဲဒါကြောင့်ကိုယ်အချင်းမှာကိုယ်ဟာလောကကိုယ်ဟာရမုတ်ချအစစ်တွေအေးရထားခြင်းဟာအေးရဝန်းချင်းအထိအလုတ်တန်းကိုယ်ဟာဖြစ်တဲ့ကုသိုလ်တွေမှာပါရင်လိုက်တာကွဲဆိုတတိချင်းသာစက်ထားပါဗျာတတိပြီးတတိပြီးတတိဟဲ့တတိပြီးရင်တတိဟဲ့တတိပြီးရင်တတိပြီးရင်တတိလို့ဘုရားရှင်မှာစလေ့ကျင့်တာလေအဲ့ဒါပဲဗျအမှတ်ကလေးတွေစိတ်နဲ့လေ့ကျင့်ပေးတာဒီတတိလေးတွေအမှတ်ကလေးတွေတိတ်များသွားတာအချင်းခတ်များဟာကိုယ်ချင်းဖြစ်သွားမယ်ဗျနောက်တော့အချင်းအားလုံးလောက်နှီးပါပဲကိုယ်ချင်းနေဖြစ်သွားနိုင်တယ်ဗျဖြစ်တဲ့ညစိတ်တွေအားလုံးလည်းကိုယ်စိတ်တွေကြီးဖြစ်သွားနိုင်လောက်တယ်ဗျဒါဆိုတနေ့တာခန္ဓာကိစ္စနိုင်ငံကိစ္စမိသားစုကိစ္စစီးပွားကိစ္စဘာလို့ကိုယ်ဟာတွေပါမှလည်းသိကြသွားပြီဗျဖြစ်တဲ့ကအဲ့လိုဖြစ်ရမှာဗျခန္ဓာရှိတော့ခန္ဓာကိစ္စလည်းရှောင်လို့မရဘူးမိသားစုရှိတော့မိသားစုကိစ္စလည်းရှောင်လို့မရဘူးလုပ်ရမှာပဲလေဒါကြောင့်ကိုယ်အချိန်မှာကိုယ်ဟာလောကကိုယ်ဟာယကိုယ်ဟာသတ္တနာရဲ့တရဏဂုံရဲ့သီလရဲ့သမာဓိရဲ့ဝိပဿနာရဲ့အဲ့ဒီ၅ခုတစ်ခုခုပေါင်းဝင်ရင်ကိုယ်ဟာရတော့တာအကုန်လုံးရရင်တော့မပြောနဲ့ပေါ့တစ်ခုကိုရရင်လည်းကိုယ်ဟာဖြစ်ပါရဲ့တတိမြဲစွာရှိမှသာကိုယ်ဟာယူဖြစ်ပေဘုရားလေးကိုပြန်ပြီးတော့အသေးစိတ်ပြန်ပြောတာပါတတိမြဲစွာရှိမှသာကိုယ်ဟာယူဖြစ်ပေကိုယ်ဟာယူဖြစ်ဖို့ကတတိမြဲဖို့လိုတယ်သူကကိုယ်အချင်းဖြစ်အောင်လဲဖန်တီးတယ်ကိုယ်စိတ်ဖြစ်အောင်လဲဖော်ထုတ်ပေးတယ်ကိုယ်အချင်းမှာကိုယ်စိတ်နဲ့လုံးမှကိုယ်ဟာပါရမှာဒါကြောင့်ကိုယ်ဟာယူဖြစ်အောင်တတိကဆောင်ရွက်ပေးပါတယ်တတိမြဲစွာရှိမှသာကိုယ်ဟာယူဖြစ်ပေလုံးလသတ္တရှိမှသာကိုယ်ဟာယူနိုင်ပေဝရိယရဲ့တရားနဲ့ဝရိယနှစ်ခုကကိုယ်ဟာယူနိုင်တယ်ယူနိုင်စွမ်းရှိတယ်ဟောမဟိဒါနရတယ်ကွာဒီမဲကွာသီလအိုးလမ်းသွားတာတောင်သီလသမာဓိဥပဒါတို့အစုံရတယ်ကွာစားတာတောက်တာတောင်မှလောဘကိုဝင်ခွင့်မပေးဘဲနဲ့တတိလေးရှိရတာစားတာတောက်တာလို့သီလသမာဓိဥပဒနာဓမင်းလောက်တိုင်းရအောင်စားတာနေပြီကွာဒါမျိုးလေးတွေပေါ့ဗျာတနေ့တာကိုယ်လောက်တယ်ကြီးဖြစ်သွားတာဗျာအဲကြောင့်လောလသတ္တရှိမှသာကိုယ်ဟာယူနိုင်ပေအသိပညာရှိမှသာကိုယ်ဟာယူတတ်ပေဒါကဌာနရနိုင်တယ်ဟဲ့သာသမီပေးတာအမတ်တမဲပေးလို့ပဲဖြစ်မလဲဟဲ့ပေးရလဲတရဏဂုံလေးပါဆောက်တည်ခံပြီးတော့အရှင်ဝါကြီးအောင်ပေးမှာပေါ့ဟဲ့ဒါမျိုးတွေပေါ့ဗျာပညာကသူ့နေရာလေးနဲ့သူကိုယ်ဟာရအောင်ယူတတ်ဖို့စွမ်းဆောင်ပေးပါလေရနိုင်ငံတာဝန်ဌာနဟဲ့ဝေယဝိစာတိကတပါးလေးရနိုင်တယ်ဟဲ့တတိနဲ့ဝရိယတွဲလို့ပါမေတ္တာလေးထားရှိရထဲလို့တမာတိလေးတွေရနိုင်တယ်တိတ္တတာနဲ့သိစရာလေးတွေတတိနဲ့စိုင်ညာလေးနဲ့ယူလိုရင်းကြရင်နဲ့ဝိပဿနာတိတွေရနိုင်တယ်တခါတည်းယူဟဲ့ပညာနော်ဒါကြောင့်အသိပညာရှိမှသာကိုယ်ဟာယူတတ်ပေဒါရရတော့ဘာရတော့သိုးတာကိုနိုင်ကောင်းတာပိုင်ကြံ့ခိုင်အေးမြပဲသိုးတာကိုအကုန်နိုင်တယ်ကောင်းတာဆိုအကုန်ပိုင်တယ်လူရင်းကဒါပဲလေရသိုးတာမှညလည်းအကုန်နိုင်တယ်ကောင်းတာမှညလည်းအကုန်ပိုင်တယ်ကြံ့ခိုင်တယ်အဆိုးတွေကြောင့်ရင်လည်းမသွားတော့ဘူးအေးမြတယ်ကိလေသာပူပန်နိုင်တဲ့အတွေ့အေးတယ်ဒုက္ခဆင်းရဲပေါ်မှာလွှမ်းမိုးနိုင်တဲ့အတွေ့ချမ်းသာတယ်အေးချမ်းတယ်အေးချမ်းတာကိုပဲအေးမြတယ်လို့ပြောတာဒါကြောင့်
အဆိုးတာကိုနိုင်ကောင်းတာပိုင်ကြံ့ခိုင်အေးချမ်းပေကိလေသာကိုနိုင်တော့အေးတယ်ဒုက္ခကိုနိုင်တော့ချမ်းသာတယ်အေးချမ်းတယ်အဲ့လိုကိုယ်ဟာအစီလူအနှစ်တွေကိုနေ့စဉ်ရအောင်ဖော်ထုတ်ကြရမယ်ဗျာကိုယ်ဟာအစီတည်းကုသိုလ်ပါမတာကိုယ်ဟာအစီဆိုတာလေမိမိတို့သဘောပေါက်နားလည်ပြီးသားပါဗျာနားလည်နေကြပါလေဗျာယရဏစိတ်သာသနာစိတ်နဲ့တွေ့နေတာဖြစ်လို့လေကိုယ်ဟာအစီတည်းနေတယ်ယူနိုင်ခွင့်ရကြပါလေဗျာသာသနာလမ်းညွှန်ခြင်းလည်းအများနဲ့ရနေကြတယ်ဟောပြောပေးတဲ့ပုဂ္ဂိုလ်တွေဟောတဲ့ပြောတဲ့ပုဂ္ဂိုလ်တွေဟောပြောပေးကြရေးသားတဲ့ပုဂ္ဂိုလ်တွေရေးသားလမ်းညွှန်ပေးကြတခွန်းစာနှစ်ခွန်းစာနဲ့လည်းပြောကြဆောင်းမကြသွန်သင်ကြဒီစနစ်ကလေးတွေရကြဘဝအနှစ်တွေထုတ်လို့တော့အလွန်ကောင်းပေါ့ဗျာဒီခန္ဓာကြီးရတဲ့ယရဏနဲ့တွေ့တော့ယရဏခန္ဓာပေါ့ဗျာသာသနာနဲ့တွေ့တော့သာသနာခန္ဓာပေါ့ဗျာအဲတော့အနှစ်ရအောင်ယူနိုင်တော်လေးမှာအနှစ်ကိုရအောင်ယူရမယ်ဗျာပြီးတော့နှစ်ပတ်လဲတော့ရက်လဲတော့တဲ့စကလုံးလေးဒါနဲ့ပတ်သက်ပြီးဆက်ကြည့်ပါကုသိုလ်အစုကောင်းမှုစေမျိုးတကိုရင်ကောင်းမှုတကိုစေမျိုးရင်ချာမတွေးပါကြာပါတော်လဲရက်မလဲကုသိုလ်စေမျိုးအရင်နဲ့မတွေးရသေးတဲ့ညကာလပါတော့ရက်တယ်ဘလောက်ကြာရက်မလဲသေးပါဘူးတဲ့ဗျာကုသိုလ်အစုကောင်းမှုတကိုစေမျိုးရင်ချာတွေးတော့ကမကြာမီပင်ရက်တွေလဲကုသိုလ်စေမျိုးရင်နဲ့တွေ့ရမကြာခင်နိုင်ပိုင်းလေးပဲဖြစ်သူရက်လဲပြီတဲ့ဗျာတရက်မကုန်သေးခင်ရက်လဲပြီတဲ့ဗျာအမှန်တော့ရက်လဲအစိခါတရက်သေးပါဗျာ24နာရီအတွင်းလေးကိုဒါရက်လဲခေါ်ပါတယ်ရက်လဲပါလေဒုက္ခကိုဟောပဲလဲသွားကိလေသာကိုဟောပဲလဲသွားဆွမ်းဆောင်နိုင်တဲ့ကောင်းမှုအရှင်ဝါပါမတာရက်ကလဲလို့ရပါတယ်ဘာကုသိုလ်မှမပါဘဲနဲ့လဲအောင်လုပ်လို့မရတဲ့အတွက်ရက်လဲဟာစကားပဲရှိတယ်တရားရက်လဲတော့မဖြစ်နိုင်ပါဘူးဗျတရားရက်လဲကတရက်တည်းရဲ့ဗျရက်လဲစစ်လုံးချင်တရက်တည်းရဲ့ဗျကိုယ့်အတွက်ရက်လဲလုံးချင်လဲတရက်တည်းရဲ့ဗျကုသိုလ်စုံတဲ့နဲ့အရာထကုသိုလ်နံပါတ်1နံပါတ်1တတိကိုဖန်ကိုက်ဘုရားရှိသွားအောင်မြင်နေကောင်းမှုဆောင်အောင်လုပ်နိဗ္ဗာန်ဥတည်ညအေယာဝင်ကြတော့ကုသိုလ်ဆုံးမဆုံးစေမဆုံးဖို့ဆိုပြန်ဖြစ်ဆုံးရင်အဲ့လိုနည်းနဲ့တရက်တာကောင်းမှုကုသိုလ်ဆုံးအောင်ဖြစ်နိုင်တဲ့နေတာရက်လဲတဲ့နေလို့ခေါ်ပါတယ်ဗျကုသိုလ်ဆုံးတဲ့နေတာကုသိုလ်တည်ဆွေမျိုးအရင်မှာအရင်ဖြစ်တဲ့ကုသိုလ်တွေတွေ့ရက်လဲပါတယ်နေ့လဲလဲထို့အတူပဲကုသိုလ်အစုကောင်းမှုတကူဆွေမျိုးရင်ချာမတွေးပါကြာပါတော်လဲနှစ်မလဲနှစ်ပေါင်းဘလောက်ပဲကြာကုသိုလ်တွေမတွေ့ရသေးတဲ့မြတ်ကာလပါလောင်းတော့နှစ်မလဲလေးပါဘူးတဲ့ကုသိုလ်အစုကောင်းမှုတကူဆွေမျိုးရင်ချာတွေ့တော်ခါမကြာမီပင်နှစ်တွေလဲသူကြတော့ရက်လဲကလေးကနှစ်ကလဲလေဗျနှစ်ဆိုတာအနှစ်ကိုပြောတာဗျဘဝရဲ့အနှစ်လဲပတ်သွားပြီဒုက္ခကိလေသာအပေါ်မှာဩဇာညောင်းတဲ့ဘဝအနှစ်တွေလဲသွားပြီအဲကြောင့်နှစ်လဲတယ်အခုလဲကိုဟာစိလူအနှစ်တွေဖော်ထုတ်ပြီးတော့ရက်လဲရုံမကနှစ်တွေလဲလဲလို့တော့ကပြောကြတဲ့ရက်လဲက9ရက်စောင့်ရတယ်ဗျ9ရက်ကမှတော့ရက်လဲအစ်မဟုတ်ပါဘူးဗျသတင်းတစ်ပတ်လဲတာပါဗျသတင်းတစ်ပတ်လဲတာကလည်း9ရက်စီမှတစ်ခါလောက်တာကိုသတင်းတစ်ပတ်လဲမခေါ်ပါဘူးဗျ9ရက်ပတ်လုံးအေယာထာကုသိုလ်နံပါတ်1တတိဖန်ကိုင်ဘုရားရှိသွားအောင်မြင်နေကုသိုလ်ဆောင်အောင်လုပ်ညအေယာဝင်ကုသိုလ်ဆုံးမဆုံးစေမဆုံးပြန်ပြည့်ဆုံးရင်အဲ့လိုနည်းနဲ့9ရက်ပတ်လုံးကုသိုလ်လုံးတာမှာသတင်းတစ်ပတ်လဲတယ်လို့ခေါ်ပါတယ်ဗျလလဲတာလဲထိုးဒီဘက်တလပြီးမှတစ်ခါလောက်တော့လလဲလို့မခေါ်ပါဘူးဗျရပောင်း30ပတ်လုံးတရဲမှမပြေရဘူးအေယာထာကုသိုလ်နံပါတ်1တတိနံပါတ်1တရားကိုဖန်ကိုင်ဘုရားရှိသွားအောင်မြင်နေကောင်းမှုကုသိုလ်ဆောင်အောင်လုပ်ညာအေယာဝင်ကုသိုလ်ဆုံးမဆုံးစေဆုံးမသာမဆုံးတော့ပြန်ဖြစ်
အဲ့လိုနည်းနဲ့ရပောင်း30ပတ်လုံးကုသိုလ်လုပ်နိုင်ပါအဲ့ဒါကိုလာလေလို့ခေါ်တာပါဗျလာလေအစစ်ကဒါပါပဲဗျလောကပြောတဲ့နှစ်ပတ်လေအစစ်လည်းဒါမျိုးလိုပါပဲတစ်နှစ်ပြည့်မှတစ်ခါလောက်တော့နှစ်ပတ်လေခေါ်တာမဟုတ်365ရက်ပတ်လုံးတည်းရမှမပြည့်ရဘူးတရားထားကုသိုလ်နံပါတ်1နံပါတ်1ဖြစ်တဲ့နံပါတ်1တရားပြတဲ့တတိကိုဖန်ခိုင်ဘုရားရှိသွားအောင်မြင်နေကုသိုလ်ဆောင်အောင်လုပ်ညာအရာဝင်ကနေကုသိုလ်ဆောင်မဆုံးစေဆုံးမတိုင်အိမ်မဆုံးပြန်ဖြစ်အဲ့လိုနည်းနဲ့365ရက်ပတ်လုံးကုသိုလ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်များသာနှစ်ပတ်လည်းအစစ်ပြဟုတ်တယ်လေနောက်ကဒုက္ခကိစ္စလိုက်ခဲ့တာကတရားမှမနာဘူးနော်လူအိတ်တာသူမအိတ်ဘူးနော်အများအဲ့နေတာသူတို့ကနိုင်ဖို့တော့ကုသိုလ်လုပ်တာသူတို့ကနေစဉ်အစစ်မပြတ်ကြီးလိုက်နေမှာတော့ကိုယ်ကလည်း365ရက်ရှိ365ရက်ပတ်လို့လောက်ရမှာပေါ့ဗျာဒါဆိုရင်အဓိကရက်လေကအဓိကပါဗျာရက်တရက်လဲသွားရင်9ရက်လဲဖို့လည်းမခက်တော့ဘူးရက်တရက်စီလဲသွားရင်လားလဲလည်းမခက်တော့ဘူးရက်တရက်စီလဲသွားရင်နှစ်လဲလည်းမခက်တော့ပါဘူးဗျာခုနကလေးလည်းလိုက်ဆိုကြမယ်ကိုဟာအစစ်လူအနှစ်မဖြစ်မနေရပါစေတတိတတ္တာလုံးလပါပညာအမြဲတိုးပါစေကိုယ်အချိန်မှာကိုယ်ဟာလောက်ကကိုယ်ဟာရမုတ်ချအစစ်တွေတတိမြဲစွာရှိမှသာကိုယ်ဟာယူဖြစ်ပေလောင်လသတ္တရှိမှသာကိုယ်ဟာယူနိုင်ပေအတိပညာရှိမှသာကိုယ်ဟာယူတတ်ပေသောတာဝန်၌ကောင်းနာပိုင်ကြံ့ခိုင်အေးချမ်းပေကိုယ်ဟာအစစ်လူအနှင့်မဖြစ်မနေရမရှိမနေရပါစေကိုယ်ဟာအစစ်လူအနှင့်မဖြစ်မနေရပါစေတတိတတ္တလောလပါပညာအမြဲတိုးပါစေကိုယ်အချိန်မှာကိုယ်ဟာလောကကိုယ်ဟာရမုတ်ချအစစ်တွေတတိမြဲစွာရှိမှသာကိုယ်ဟာယူဖြစ်ပေလောလတတ္တရှိမှသာကိုယ်ဟာယူနိုင်ပေအတိပညာရှိမှသာကိုယ်ဟာယူတတ်ပေသောတာဝန်၌ကောင်းနာပိုင်ကြံ့ခိုင်အေးချမ်းပေဒါရောက်ဒါဤကမ္ဘာဤတော်ခင်ခင်ဤထားလည်းမြတ်ပြလွတ်တော်မြတ်ပြလှသောကိုယ်ဟာအစစ်ဖြစ်တဲ့လူအနှိကောင်းမှုများလက်ဆောင်ပေးအမြတ်ပေးရုံပေါ်ဗျာမိတို့လည်းလမ်းပွင့်လုံးလေးလွတ်မြောက်ရင်လမ်းအစစ်အမှန်ဖြစ်တဲ့တိခါသုံးပါးလမ်းကြောင်းမေဖို့နိဗ္ဗာန်ရှိတယ်လို့သိတော်လေးမှာဥတည်ရရုံပေါ်ဗျာဒါကြောင့်ကတ္တဘုံညာတံပြုအပ်ပြီးသောကောင်းမှုရှိသည်ဖြစ်ခေါ်ကတ္တဘုံညာတံကိုဟာအစစ်လူအနှိကိုကောင်းမှုတို့ကြောင့်တရားကောင်းကိုပန္တိတဖယာအစရှိကုန်သောပညာရှိသူတော်ကောင်းတို့သည်ပတန်တန်တိမေတ္တာနှလုံးအလားဆုံးဖြင့်ရှင်ပြုံးကြည်သာကောင်းစွာမသွေချီးမွမ်းတော်မူကြလေကုန်တည်းတို့လည်းကိုဟာအစစ်လူအနှိဆိုတဲ့ဘဝအတုံးချတရားကြားနာကြရတဲ့ဓမ္မတာနာမင်္ဂလာနဲ့ကောင်းမွန်စွာအမြတ်တရားတွေကြောင့်ဖေးရပုခတ်တဲ့လွယ်ငင်းကြ၍ကြံကြံမမချမ်းချမ်းသာသာအကုစီယဘဝအနေ
လူအစစ်လူအနှစ်တရားများဒီနေ့တခြားတိုးပွားလာအောင်ကြိုးစားဖြစ်ခြင်းစုဆောင်အားထုတ်နိုင်လွယ်ကြလျက်အပူပေါ်လာတဲ့လူလောကထဲမှာတရားဆောင်အားဖြင့်တဘောအလုံးဒီငြိမ်းရင်ကျဲအေးချမ်းစွာနေနိုင်ကြပြီးဆင်းရဲကတင်းလွယ်ခြင်းရနိဗ္ဗာန်ချမ်းသာလွယ်ကူသောအကျင့်လင်းမြန်သောအသိဉာဏ်ဖြင့်မြတ်မောပြုလွယ်ရလွယ်နိုင်ကြပါစေကုန်သတည်း